နီညာမှာတကယ်ပဲဒီမှာရှိတဲ့သူတွေရောက်တိုင်းအထူးကောင်းကြရမယ်လို့ကျွန်မယုံကြည်တာဖြစ်တယ်ဟုတ်ကဲ့အဲ့တော့နော်ကျွန်မဒီနေ့မှာကျွန်မဆုတောင်းခြင်းနဲ့ပတ်သက်တဲ့နှုတ်ကပတ်တော်ကိုဒီနေ့ပြောပြသွားမှာဖြစ်တယ်နော်ကျွန်တော်တင်ကြားပေးမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့နှုတ်ကပတ်တော်တင်ကြားတယ်လို့ပြောတဲ့အခါမှာတော့နော်ကျွန်တော်တို့တင်တဲ့အရာတွေကတော့အားလုံးပြည့်စုံခြင်းမှာပြည့်စုံနိုင်မယ်နော်ဖခင်ကပဲကျွန်တော်တို့ရဲ့အသက်တာတွေအထဲမှာလိုအပ်နေတဲ့အရာကိုပြည့်စုံစေနိုင်မှာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မလို့နော်ကျွန်မဒီနေ့ကျွန်မကောင်းကြီးရတဲ့အရာတွေကျွန်မပြင်ဆင်ထားတဲ့အရာတွေထဲကနေပြီးတော့မှကျွန်မတင်ကြားပေးချင်တာဖြစ်တယ်ပြောပြပေးချင်တာဖြစ်တယ်ကျွန်မရဲ့တက်တည်ခံချက်လေးတွေနဲ့လည်းပဲနော်ကျွန်မဆူတောင်းခြင်းနဲ့ပတ်သက်ပြီးတော့တက်တည်ခံချက်လေးတွေလည်းကျွန်မပြောပြတော့မှာဖြစ်တယ်အဲ့တော့နော်ကျွန်မရှိရဲ့ညီကိုမောင်မတွေနော်ကျွန်မသိစေခြင်းနဲ့နားလည်စေခြင်းနဲ့အရာတစ်ခုကကျမတို့ရဲ့အတ္တတာထဲမှာဆုတောင်းခြင်းကအယံကိုအရေးကြီးတဲ့အရာတစ်ခုဖြစ်တယ်ဆုတောင်းခြင်းကမရှိမဖြစ်နော်လိုအပ်တဲ့အရာတစ်ခုဖြစ်တယ်အာမင်အဲ့လိုမျိုးဘယ်နှယောက်ခံယူလဲငါဆုမတောင်းလဲရပါတယ်ကွာငါဆုမတောင်းမနဲ့နေလာခဲ့တာလဲကြာလာပြီဟုတ်လားအဲ့လိုမျိုးလူတွေရှိလားမရှိဘူးလို့တော့အထူးယုံကြည်တယ်အာမင်အဲ့ဒါဆိုရင်တော့ဒီနေရာရောက်နေတာကတော့နော်မားနေလိမ့်မယ်အဲ့တော့ကျမယုံကြည်တယ်နော်ကျမတို့ရဲ့အတ္တတာထဲမှာနော်ဆူတောင်းခြင်းကတိတ်ယုံကြည်သူနော်တယောက်ရဲ့အတ္တတာထဲမှာဆူတောင်းခြင်းကအရန်ကိုအရေးကြီးတာဖြစ်တယ်ကျမတို့အခုကာလမှာတော့၎င်းနော်ကျမတို့တမချမ်းစာထဲကနော်ဘုရားခင်အရန်အသုံးပြုတဲ့လူပုဂ္ဂိုလ်တွေရဲ့အတ္တတာတွေကိုကြည့်တဲ့အခါမှာတော့၎င်းသူတို့တွေရဲ့နော်အတ္တတာတွေထဲမှာဒီနေ့ဆူတောင်းခြင်းအတ္တတာရှိတယ်ဆိုရကိုကျွန်တော်မြင်တွေ့ရတယ်ဆုတောင်းခြင်းအတ္တတာရှိတော်လူတွေကိုပဲဘုရားခင်ကအကြီးအကျယ်အသုံးပြုရဲဆိုတဲ့အရာကိုကျွန်တော်တို့မြင်တွေ့ရတာဖြစ်တယ်အာမင်ဒါတချို့ကျွန်တော်တို့ဘဝမှာနော်အရန်အရေးကြီးတဲ့အရာတစ်ခုကပါလဲဆိုရင်ကျွန်တော်တို့ဆုတောင်းခြင်းအတ္တတာရှိခြင်းကအရန်ကိုအရေးကြီးဆုံးဖြစ်တယ်ဟာလေလုယာအဲ့တော့ဟုတ်ပြီเนาะကျွန်တော်တို့ဆုတောင်းခြင်းဆိုတာဘာလဲเนาะကျွန်တော်တို့အားလုံးတော့သိပြီးသားဖြစ်လိမ့်မယ်အချို့တွေလည်းပဲကျွန်တော် foundation ကနေတွားခြင်းနဲ့ဗာရှောင်းလို့ဆိုတာ new level ကျောင်းလည်းဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့เนาะအဲ့တော့မယုံကြည်သူကနေเนาะယုံကြည်သူလူတစ်တွေလည်းရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့เนาะကျွန်တော်ဒီ foundation ကနေတွားခြင်းတာဖြစ်တယ်ဟုတ်ပြီဆုတောင်းခြင်းဆိုတာဘာလဲเนาะတော့ကျွန်တော်တွေ့ရတယ်เนาะဆုတောင်းခြင်းဆိုတာရိုးရိုးလေးပဲမခတ်ဘူးဖြစ်တယ်အာမင်ဘာလဲဆုတောင်းခြင်းဆိုတာဖယားသခင်နဲ့စကားပြောခြင်းဖြစ်တယ်အာမင်အဲ့တော့ဆုတောင်းခြင်းကတော့ချို့တွေကဘာလို့ဆုမတောင်းလဲလို့ပြောတဲ့ခါကျတော့သူတို့တွေကဆုတောင်းခြင်းကအယံခတ်တယ်နော်ဆုတောင်းခြင်းကလုပ်ဖို့ရန်အတွက်အယံခတ်တယ်ဆိုပြီးတော့မှပြောတတ်ကြတယ်အဲ့တော့နော်ကျမတို့ဆုတောင်းခြင်းဆိုတဲ့အရာကမခတ်ပါဘူးဆုတောင်းခြင်းဆိုတဲ့အရာကဖယားသခင်နဲ့စကားပြောခြင်းဖြစ်တယ်အာမင်ဖယားသခင်ကကျမတို့ရဲ့ဖခင်ဖြစ်တယ်ဖခင်နဲ့အတူသားသမီးကအပြန်အလှန်စကားပြောခြင်းဖြစ်တယ်အာမင်အဲ့တော့ဒီမှာရှိတဲ့သူတွေအားလုံးမှာမိသားစုရှိတယ်ဟုတ်လားမိသားစုမရှိဘူးဆိုရင်လည်းပဲကျမနော်ပြောပြချင်တယ်တင့်ကိုဥဆောင်လမ်းပြပေးနေတဲ့တင့်ရဲ့အတော်တော်၎င်းဦးလေးတော်၎င်းရှိတယ်နော်သူရဲ့တင့်ရဲ့အမတော်၎င်းအကိုတော်၎င်းရှိတယ်အဲ့တော့တင်းရဲ့အမအကိုဟလာတင်းရဲ့ဦးလေးအမေအဖေတွေနဲ့တင်းစကားမပြောဘဲနဲ့တင်းတယောက်တည်းနေလားမနေဘူးဖြစ်တယ်ဘယ်သူဘယ်တယောက်ကမှနော်တယောက်တည်းနေတယ်ဆိုတာမရှိဘူးဖြစ်တယ်ကျတို့အမြဲတမ်းမှာကျမတို့မိသားအစုဝင်တွေကိုကျမတို့အမြဲတမ်းစကားပြောတယ်သူတို့ကလည်းကျမတို့ကိုပြန်စကားပြောတယ်ဒီလိုမျိုးပဲကျမတို့ကလည်းဖယားသခင်ရဲ့သားသမီးတွေဖြစ်တယ်အာမင်ယေရှုခရစ်တော်ကိုကျမတို့လက်ခံယုံကြည်တဲ့နေ့ကစပြီးတော့ဒီနေ့ကျမတို့မှာဖခင်ရှိတယ်ကောင်းကင်ဖခင်ရှိတာဖြစ်တယ်အဲ့ဒီကောင်းကင်ဖခင်နဲ့ဒီနေ့ကျမတို့ကအမြဲတမ်းမှာနေ့တိုင်းမှာစကားပြောဖို့လိုတယ်ဟာလေလုယာအဲ့တော့ကျမတို့အဖေတွေနဲ့ကျမတို့စကားမပြောဘူးအမေတွေနဲ့စကားမပြောဘူးအဲ့လိုမျိုးမပြောတဲ့လူရှိလားမပြောတဲ့နေ့ကိုရှိလားရှိနော်ရှိမှာပေါ့နော်စိတ်ကောက်တဲ့အချိန်ကြီးဆိုရင်တော့ရှိမှာပေါ့ဒါပေမဲ့အားပေးခြင်းနဲ့တင်တသက်လုံးမနေနိုင်ပါဘူးစကားမပြောဘဲနဲ့အာမင်ဒီတက်မှုကျမနော်ဒီမှာရှိတဲ့ညီကိုမောင်နှမတွေနော်ကျမတို့ဆုတောင်းခြင်းဆိုတာမခတ်ဘူးဖြစ်တယ်ဖယားသခင်ကျမတို့ရဲ့ကောင်းကင်ဖခင်နဲ့ကျမတို့အပြန်အလှန်စကားပြောခြင်းဖြစ်တယ်ဟာလေလုယာနောက်တစ်ခုအနေနဲ့ဒီနေ့ကျမတို့ကဝိညာဉ်လူတွေဖြစ်တယ်ဇာတိလူမဟုတ်ဘူးဖြစ်တယ်ကျမတို့မှာဖယားသခင်ရဲ့ဝိညာဉ်ကျမတို့အထဲမှာကျင်းဖို့အဲ့ဒီဝိညာဉ်ကဘာဖြစ်လဲဆိုတော့ကျမတို့ကိုဟုတ်လားဒီနေ့အမြဲတမ်းမှာအသက်ရှင်ဖို့ဝိညာဉ်အသက်ရှင်ဖို့ရန်အတွက်ကျွန်တော်တို့ဘာလို့ဖို့လိုလဲဆိုရင်ဝိညာဉ်လေးရှုဖို့လိုတယ်
အဲ့တော့ကျွန်တော်တို့နေ့ရက်တိုင်းမှာကျွန်တော်တို့အသက်ရှင်တဲ့အခါမှာအောက်ဆီဂျင်လိုအပ်တာဖြစ်တယ်အောက်ဆီဂျင်ပြတ်သွားပြီဆိုရင်ဘယ်လောက်ထိနော်ကျွန်တော်တို့ဒုက္ခရောက်တယ်လေတွေ့တယ်ဟုတ်တယ်မလားနော်ကျွန်တော်တို့အရင်တလုံးမှာလည်းမြန်မာနိုင်ငံမှာနော်ကိုဗစ်ကြောင့်မလို့အောက်ဆီဂျင်ပြတ်တဲ့အရာတွေကြောင့်မလို့နော်အသက်ဆုံးရှုံးတဲ့အရာတွေအများကြီးရှိတယ်နော်တချို့တွေပြောကြတယ်ပေါ့နော်မတည်သင့်မဲနဲ့တည်သွားကြတယ်လို့ပြောတယ်အဲ့တော့အောက်ဆီဂျင်ကကျွန်တော်တို့လူတစ်ယောက်မှာအရေးကြီးတယ်လို့မျိုးပဲကျွန်တော်တို့ရဲ့ဝိညာဉ်လူတစ်ယောက်အနေနဲ့လည်းပဲဒီနေ့အောက်ဆီဂျင်ဒီဟူတော့နော်ဘာလဲဆိုရင်ဆူတောင်းခြင်းကကျွန်တော်တို့ဘဝမှာအရန်ကိုအရေးကြီးတာဖြစ်တယ်ကျွန်တော်ဒီနေ့ဒါပြောခြင်းအရာကဒီနေ့ဆူတောင်းခြင်းကဘယ်လောက်ထိအရေးကြီးတယ်လဲဆိုတဲ့အရာကိုကျွန်မပြောပြခြင်းဖြစ်တယ်အဲ့တော့တချို့တွေကငါဆူတောင်းစရာမလိုပါဘူးငါဆူမတောင်းရင်လည်းဘုရားခင်ကောင်းချီးပေးနေတာပဲငါဆူမတောင်းရင်လည်းဘုရားငါကောင်းကောင်းစားနေရတာပဲငါဆူမတောင်းရင်လည်းပဲနော်ကောင်းကောင်းနေရတာပဲလို့ကျွန်တော်တို့အချို့တော့ခရိယန်တွေအရန်တနာစရာကောင်းတယ်ဝမ်းနည်းစရာလည်းကောင်းတယ်အာမင်အဲ့တော့ဆုတောင်းခြင်းကကျွန်တော်တို့ဘဝမှာတိတ်ကိုအရေးကြီးတဲ့အရာတစ်ခုဖြစ်တယ်အသက်လေရှုနေခြင်းဖြစ်တယ်နေ့တိုင်းမှာကျွန်တော်တို့ဆုတောင်းနေတဲ့အရာကကျွန်တော်တို့ရဲ့ဝိညာဉ်အတွင်းဝိညာဉ်အသက်လေရှုနေခြင်းဖြစ်တယ်ကျွန်တော်တို့ဝိညာဉ်မသေးအောင်အာမင်ဝိညာဉ်တည်တတ်လားလို့ပြောလို့ဆိုတော့ဝိညာဉ်တော့မတည်တတ်ပါဘူးဒါပေမဲ့နော်ကျွန်တော်တို့ဝိညာဉ်ကဖျားသခင်နဲ့အဆက်အသွယ်ပြတ်သွားပြီဖျားသခင်နဲ့စကားပြောခြင်းမရှိတော့ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဝိညာဉ်ခန်းချောက်လာတာပဲဒါကြောင့်ကျွန်တော်တို့နေ့တိုင်းမှာကျွန်တော်တို့ရဲ့အတွင်းဝိညာဉ်လူဒီနေ့အသက်ရှူဖို့ရတဲ့ကျွန်တော်တို့နေ့တိုင်းမှာဆုတောင်းခြင်းအသက်တာရှိဖို့ရတဲ့လိုအပ်တာဖြစ်တယ်ဟာလေလုယာအာမင်အာမင်အဲ့ဒီတော့ကျွန်တော်တို့အားပေးခြင်းနဲ့ဒီမှာရှေ့ညီကိုမောင်မတွေနော်ကျွန်တော်ဆုမတောင်းရဒီဘူးဆုတောင်းခြင်းကအရေးမကြီးပါဘူးလို့သင်ခံယူနေသေးတယ်ဆိုတော့ဒီနေ့မှာဘုရားခင်တင့်ကိုအထူးစကားပြောနေတာဖြစ်တယ်ဒါကြောင့်မို့နေ့တိုင်းမှာကျွန်တော်ဆုတောင်းဖို့ရတဲ့လိုအပ်တာဖြစ်တယ်Hallelujah. Okay, now next ကိုကျွန်တော်တို့ next slide ကိုတွားရအောင်အဲ့တော့ကျွန်တော်တို့ဘာတွေဆုတောင်းရမလဲဆုတောင်းခြင်းတွေထဲမှာဆရာမရေနော်ဆရာမတို့ကတော့ဆုတောင်းလို့ပြောတာဘာတွေတောင်းလို့တောင်းရမှန်းမသိဘူးနော်ကျွန်တော်တို့ဆုတောင်းတဲ့အရာတွေကကောဟိုဘယ်လိုပြောမလဲဟုတ်လားမှန်လားမမှန်ဘူးလားဆိုတာဘယ်လိုမျိုးသိနိုင်မလဲเนาะအဲ့ဒီအတွက်ကြောင့်မလို့လဲဘာဖြစ်လဲဆိုလို့ရှင်တော့တခါတန်ကြရင်ဘာဆုတောင်းရမှန်းမသိလို့ဆုမတောင်းလိုက်ဘူးဆိုတဲ့အရာကြီးရှိတယ်ဟုတ်လားအဲ့တော့ဒီနေ့မှာကျွန်တော်တို့ဘာတွေဆုတောင်းရမလဲဆိုတဲ့အရာတွေကိုကျွန်မပြောပြသွားခြင်းနဲ့အချို့လဲသိပြီးသားဖြစ်လိမ့်မယ်เนาะဆုတောင်းနေတဲ့လူလည်းရှိလိမ့်မယ်ကျွန်တော်တို့ဒီနေ့နှုတ်ကပတ်တော်နဲ့ဆက်ပြီးတော့မှအတူတူကလေ့လာသွားရအောင်ဒီနေ့နံပါတ်1အနေနဲ့ကျွန်တော်တို့အသက်တာထဲမှာဖခင်ရဲ့သားသမီးတွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီနေ့ရက်တိုင်းမှာကျွန်တော်ဘယ်လိုအသက်ရှင်ရမလဲဘယ်လိုလှုပ်ဆောင်ရမလဲဘယ်လိုတွားလာရမလဲဘာစကားတွေပြောရမလဲအစနော်ကျွန်တော်တို့ဘာလုပ်လဲဆိုရှင်ဆုတောင်းဖို့ရန်အတွက်လိုအပ်တာဖြစ်တယ်အာမင်ဖခင်သခင်နဲ့ကျွန်တော်တို့အမြဲတမ်းစကားပြောဖို့ရန်အတွက်လိုအပ်တာဖြစ်တယ်တော့ကျွန်တော်တို့ကိုကူညီပေးဖို့ရန်အတွက်ကျွန်တော်တို့ဘုရားသခင်နဲ့မှာဆုတောင်းလို့ရတယ်ကျွန်တော်တို့ကိုလမ်းပြပေးဖို့ပြီးကျွန်တော်တို့ကိုခွန်အားပေးဖို့ရန်အတွက်ကျွန်တော်တို့ဆုတောင်းလို့ရတာဖြစ်တယ်ပြီးကျွန်တော်တို့ရဲ့ချစ်တဲ့သူတွေနော်မိသားစုဝင်တွေနော်ဆွေမျိုးတွေကတင်ချင်းရဖို့ရန်အတွက်ကျွန်တော်တို့ဆုတောင်းပေးလို့ရတာဖြစ်တယ်အာမင်ဆုတောင်းတဲ့လူတစ်ယောက်အနေနဲ့ကျွန်တော်တို့ဒီအရာတွေကိုဆုတောင်းလို့ရတယ်ဆိုတဲ့အရာကိုနော်ကျွန်မပြောပြချင်တာဖြစ်တယ်နော်ကျမ်းစာထဲမှာဆိုလို့ရှိရင်ဟာနသူသားသမီးရဖို့ရန်အတွက်သူဘာလုပ်လဲဆိုရင်ဆုတောင်းတာဆိုတဲ့အရာကိုကျွန်တော်တို့မြင်တွေ့ရတာဖြစ်တယ်အာမင်အဲ့တော့ဒီထဲမှာသားသမီးရဖို့ရန်အတွက်နော်ဆုတောင်းနေတဲ့လူတွေရှိသလားဒီနေ့တင်ရဲ့ဆုတောင်းတဲ့အရာကတကယ်ပဲဘုရားသခင်ရဲ့အလိုတော်နဲ့ညီတဲ့အရာတစ်ခုဖြစ်တယ်နော်ကျွန်တော်တို့အိမ်တောင်ကြလာပြီးဆိုရင်တော့နော်ကျွန်တော်တို့မှာနော်သားသမီးယတနာရှိဖို့ရန်အတွက်လိုတယ်အဲ့ဒါမှလည်းတင့်တယ်တာဖြစ်တယ်နော်အဲ့တော့သားသမီးယတနာဆိုတာကလည်းဘုရားခင်ပေးတဲ့ကောင်းချီးမင်္ဂလာဖြစ်တယ်အဲ့တော့နော်အခန်းကြီး1အငယ်9နဲ့17မှာဆိုလို့ရှိရင်တော့ဟာနာရဲ့ဆုတောင်းခြင်းအရာကိုကျွန်တော်တို့မြင်တွေ့ရတာဖြစ်တယ်အဲ့တော့နှုတ်ကပတ်တော်တွေ့ရဆိုလို့ရှိရင်အတူတူကဖတ်စေခြင်းနဲ့အကယ်၍နော်ကျွန်မအချိန်နဲ့တိတ်မရှိဆိုတော့အများကြီးလည်းရှိတယ်ဆိုတော့ကျွန်မဖတ်ပြသွားခြင်းနဲ့ကျမ်းချက်ကိုတော့ရေးထားပါကျွန်မဖတ်တဲ့အရာတွေကိုလည်းနားထောင်ပြီးပါလို့နော်100ခန်းကြီး1အငယ်9ကနေ10ရှိလုံးမျိုး၌စားတော့ကြတော့နောက်ယစ်ပရောဟိတ်အေလိဒီသာဝရဘုရား၏အိမ်တော်နာမှာထိုင်စဉ်ဟာနာသည်မျိုးငယ်တို့စိတ်နဲ့ထားပြီးမျက်ရည်များစွာကြတဲ့သာဝရဘုရားကိုဆုတောင်းပြီးကအိုးကောင်းကင်ဘုရားရှင်သာဝရဘုရားကိုရောဤကျွန်မကိုမေ့လျော့တော်မမူပဲကိုရောကျွန်မဤဆင်းရဲခြင်းကိုကြည့်ရှုအောင်မေတ္တဖြင့်သားယောက်ျားကိုပေးသနာတော်မူလင်သူဤစပင်ရိတ်ခြင်းကိုအလင်းမပြုတ်တသက်လုံးသာရဘုရားဤကျွန်ဖြစ်စေခြင်းကကျမအပ်ပါမည်ဟုတစ္ဆာဂတိပြုလေ၏အာမင်
အဲ့ဒီနေရာမှာနော်ဟာနာကဘာလုပ်လဲဆိုလို့ရှင်သူသားမရဘူးသားမရတဲ့အတွက်ကြောင့်လို့ဘာဖြစ်လဲဆိုရင်သူဖျားခင်ထံမှာဆူတောင်းတယ်အဲ့တော့ဟာနာမှာနော်မရပြိုင်နော်ဒီနေ့ပိနိနာဆိုတာရှိတယ်အဲ့တော့ပိနိနာကတော့ဝေါ်တပြုတ်ပြုတ်နော်ကလေးတွေတယောက်ပြီးတယောက်မွေးတယ်ဒါပေမဲ့ဟာနာမှာကျတော့ဘာဖြစ်လဲဆိုရှင်သားသမီးမရသားသမီးမရှိဘူးအဲ့ဒီအတွက်ကြောင့်လို့ तू ကဘာဖြစ်လဲဆိုရင်လူတွေရဲ့အပြစ်တင်ချင်းခံရတယ်လူတွေရဲ့နော်ဒီဘယ်လိုပြောမလဲလူတွေရှိမှမျက်နှာမရဘူးနော်သူ့ရဲ့ခင်မွန်းတေကသူ့ကိုချစ်တယ်နော်ဘယ်လောက်ပဲသူ့ကိုပေနီနာထက်ချစ်ပေမဲ့လည်းပဲ तू ကအဲ့ဒီအရာအတွက်မကျေနပ်ဘူးဖြစ်တယ် तू သားယတနာလိုချင်တာဖြစ်တယ်သားသမီးလိုချင်တာဖြစ်တယ်အဲ့ဒီအတွက်ကြောင့် तू ဘာလုပ်လဲဆိုရှင်ဆုတောင်းတယ်ဘုရားသခင်ရဲ့ဗိမာန်တော်စီတွားပြီးတော့မှ तू နေ့တိုင်းမှာတွားပြီးတော့မှ तू ဆုတောင်းတယ်နေ့တိုင်းအစင်မပြတ် तू ဆုတောင်းအဲ့ဒီအခါမှာဘုရားသခင်ကို तू ကဘာပြောလဲကိုရောကျမရဲ့နော်စီးရဲချင်းကိုအောက်မေ့ပါနော်ကျမကိုလူအဖြစ်ပြောတဲ့အရာတွေကြည့်တဲ့အခါမှာလဲနော်မကောင်းတဲ့အကြည့်တွေကြည့်တဲ့အရာတွေအထင်သေးတဲ့အကြည့်ကြည့်တဲ့အရာတွေနော်ဒီအကြည့်တွေလူတွေပြောတဲ့အရာတွေစီးရဲချင်းခံရတယ်အဲ့ဒီအရာတွေကိုဘုရားခင်အောက်မေ့ပါပြီးရင်ကျမကိုတားပေးပါဆိုလို့မှသူဆုတောင်းတာတယ်အဲ့တားကိုကိုတော့ပေးလာတယ်ဆိုရင်ကျမဘာလုပ်လဲဆိုရင်ဖျားရဲ့လူအဖြစ်ဖျားရဲ့အမှုတော်ဆောင်ဖို့ရန်အတွက်သူအပ်ပါမယ်စက္ကပ်မယ်ဆိုပြီးတော့မှဘုရားခင်ကိုတစ္ဆာဂတိပြုတာဖြစ်တယ်အဲ့ဒီခါမှာဘုရားခင်ကသူ့ကိုဘာလုပ်လဲဆိုလို့ရှင်တော့တာပေးတယ်ဆိုတဲ့အရာကိုကျွန်တော်မြင်တွေ့ရတာဖြစ်တယ်ဟာလေလုယာအာမင်ဟာလေလုယာအဲ့တော့ကျမတို့ရဲ့အသက်တာအထဲမှာဒီနေ့ဆရာမရဲ့ကျမတို့ပတ်စံနဲ့တောင်းတယ်ဟာလာအိမ်တွေတောင်းတယ်ကားတွေတောင်းတယ်နော်သားသမီးတွေတောင်းဖို့ရန်အတွက်မတိခဲ့ဘူးဆိုရင်ဒီနေ့ကျမတို့သားသမီးတွေတောင်းလို့ရတာဖြစ်တယ်။နော်အိမ်အောင်ကြတာကြားလာပြီးသားသမီးမရဘူးဆိုရင်လည်းဒီနေ့ကျမတို့ဘာလို့ဖို့လို့လဲဆိုသားသမီးဘုရားခင်ထဲမှာတောင်းလို့ရတာဖြစ်တယ်။အာမင်။အဲ့တော့နော်ကျမကိုယ်တိုင်လည်းပဲဘာဖြစ်လဲဆိုအိမ်အောင်ကြလာပြီးတဲ့အခါမှာကျမဘုရားခင်ကိုဆုတောင်းတယ်။ဘုရားခင်ကျမကိုသားသမီးယတနာပေးပါ။အရင်ဦးဆုံးမှာကျမဆုတောင်းတဲ့အရာကဘာလဲဆိုတော့ကျမကနော်လူတွေပုံမှန်တမယိုးကြသားသမီးပေးပါဆိုတော့ပဲကျမအဲ့လိုမတောင်းဖြစ်တယ်ဘုရားခင်ရှေ့မှာကျမဆုတောင်းတဲ့အရာရှိတယ်အဲ့ဒါဘာလဲဆိုတော့အရင်ဦးဆုံးကျမအမွာလိုချင်တယ်လို့ကျမဘုရားခင်ကိုဆုတောင်းတာဖြစ်တယ်ဟာလေလုယာကျမအမွာလိုချင်တယ်လို့ဘုရားခင်တည်းမှာဆုတောင်းတဲ့အခါမှာနော်အိမ်တော်စကြခါစားမှာဘာလို့လဲမရှိအကိုင်းလည်းမရှိအမှုတော်ဆောင်လည်းဖြစ်တယ်နော်ဒါပေမဲ့နော်ကျမအမွာလူချင်တယ်လို့ကျမဘုရားခင်ကိုဆုတောင်းတယ်တာမီးပဲတောင်းတာမဟုတ်ဘူးနော်အမွာရဖွင့်အတွက်ကျမဘုရားခင်ထဲမှာဆုတောင်းတယ်ဆုတောင်းတဲ့အခါမှာအိုးစရာကောင်းတယ်ဘုရားခင်ကကျမကိုအမွာပထမတူမှာဘုရားခင်ကပေးတာဖြစ်တယ်ဟာလေလုယာအဲ့ခါမှာကျမတို့ရဲ့အနာမှာရှိတဲ့လူတွေကစကြတယ်ပေါ့နော်အမွာရအောင်ဘယ်လိုလုပ်ကြတာလဲပေါ့ဆိုတော့လူငယ်တွေဖြစ်တဲ့ခါမှာစကြတယ်ငါတို့ဘာမှမလုပ်ဘူးငါတို့လုပ်တဲ့အရာတစ်ခုကတော့ဘုရားခင်ထဲမှာဆုတောင်းတယ်အမွာလိုချင်တယ်လို့ဘုရားခင်ထဲမှာဆုတောင်းတဲ့အခါမှာဘုရားခင်ကအမွာပေးတယ်ဒါပဲရိုးရိုးရှင်းရှင်းလေးပဲဘာမှမလုပ်ဘူးအာမင်ကျမတို့ဆုတောင်းရင်ဘုရားခင်ကပေးတယ်ဆိုတဲ့အရာကိုကျမယုံကြည်ကျမတို့ဘာပဲတောင်းဘုရားကပေးမယ်ဆိုတဲ့စိတ်ချမှုကျမရဲ့အထင်မှာခံစားရတယ်ငါတို့တောင်းရင်ငါတို့အဖေကငါတို့ကိုပေးမယ်ဆိုတဲ့အရာနော်အဲ့ဒီစိတ်ချမှုနဲ့ကျမဘုရားကိုတောင်းတယ်အိုးစရာကောင်းတဲ့ဘုရားခင်ကနော်သမီးအမွာနှစ်ယောက်ကျမကိုတူးမှာပေါ့နော်ဘုရားခင်ပြင်ဆင်ပေးတာဖြစ်တယ်ဟာလေလုယာအဲ့တော့ညီကောင်မောင်တို့ကျမအားပေးခြင်းနဲ့တည့်ရဲ့အသက်တာထဲမှာဘုရားခင်မပေးနိုင်တဲ့အရာဘုရားမလုံးနိုင်တဲ့အရာဘာမှမရှိဘူးဖြစ်တယ်အရာခတ်သိမ်းဘုရားပိုင်တာတယ်ဒါကြောင့်မို့တင်တောင်းလို့ရတာဖြစ်တယ်တာသမီးယတနာတင်တောင်းမလားအာမင်ဟာလေလုယာအမွာတောင်းမလားတောင်းလို့ရတယ်သုံးမွာဘူးတောင်းမလားတောင်းလို့ရတယ်ဟာလေလုယာအာမင်ဒါမဲ့တင်နိုင်ဖို့တော့လိုတာပေါ့နော်ဒါမီတော့အမွာ3ယောက်ယူပြီးတော့မှတင်ကလေးမနိုင်ပါမနိုင်မကြည့်တတ်ဘူးဆိုတော့ဒါနည်းနည်းပြဿနာရှိတယ်โอเคဟုတ်ပြီအဲ့တော့ပြောချင်တဲ့အရာကဘုရားသခင်စီမှာကျမတို့တောင်းလို့ရတာဖြစ်တယ်အာမင်ဟာနာသားသမီးယတနာကိုတောင်းတယ်ဘုရားခင်သူ့ကိုပေးတယ်ဆိုရအောင်ကိုကျွန်တော်ကျမ်းစာထဲမှာမြင်တွေ့ရတယ်။နောက်ရှမွေလနော်ကျမတို့ဒီ100ခန်းကြီး9အငယ်9နဲ့10မှာဘာလို့လဲဆိုလို့ရှင်တို့
ဖိလိတိလူတွေရဲ့နော်စစ်တိုက်ခြင်းကိုသူတို့ခံရတယ်အဲ့ဒီအခါမှာဘုရားသခင်သူတို့ကိုရန်သူလက်ထဲကနေကယ်တင်ဖို့ရန်အတွက်ဒီနေ့ဘုရားခင်တမန်သူဆုတောင်းတဲ့အခါမှာဘုရားသခင်ကဘာလုပ်ပေးလဲဆိုရင်သူတို့တိုက်เสียတော့မလို့ပဲနဲ့ဘုရားသခင်ကဒီနော်ကျွန်မမဖတ်သွားတော့ဘူးနော်မိုးလေပြင်းမုန်တိုင်းနဲ့အကြီးကျယ်ကြပြီးတော့မှဘာဖြစ်ဆိုရန်သူတွေကိုဘုရားသခင်ကဖျက်ဆီးပစ်လိုက်တာဖြစ်တယ်ဒီနေရာမှာကျွန်မဘာသင်ယူစေချင်လဲဆိုရင်ကျွန်မဘာသင်ယူမိလဲဆိုရှင်ဘုရားသခင်ကဒီနေ့ကျွန်မတို့ဆုတောင်းတဲ့အခါမှာလေဘုရားရဲ့နီးလန်းတဲ့ဘုရားခင်အလုံးလုံးတဲ့ဘုရားခင်ဖြစ်တယ်အာမင်ကျွန်တော်တို့ဖြစ်စေခြင်းနဲ့ကျွန်တော်တို့လုပ်စေခြင်းနဲ့ပုံစံတွေနဲ့ဒီနေ့ဘုရားကအလုံးလုံးမဲ့ဘုရားမဟုတ်ဘူးဒီနေရာမှာကြည့်တဲ့အခါမှာဖိလိတိလူတွေကိုဘုရားသခင်ကဘာလုပ်လဲဆိုရှင်ဓာတ်တွေနဲ့သူတို့ကိုမတိုက်ခံဘူးဖြစ်တယ်နော်ဖိလိတိလူတွေကိုဘုရားခင်ကကြီးစွာသောလေပြင်းမုန်တိုင်းနော်ချစေပြီးတော့မှဘာဖြစ်လဲဆိုရှင်သူတို့ကိုအိမ်မှာဖျက်ဆီးပလိုက်တယ်ဆိုတဲ့အရာကိုကျွန်တော်တို့ကျမ်းစာထဲမှာမြင်တွေ့ရတာဖြစ်တယ်ဟာလေလုယာအဲ့တော့တခါတည်းကျရင်ကျမတို့မြင်တတ်တယ်ဟာရန်သူတွေလာပြီဆိုတော့ငါတို့ဓာတ်နဲ့ပြန်ချရမယ်ဓာတ်တွေနဲ့ပြန်ခုခံရမယ်ဆိုပြီးတော့မှဒီနေ့ဟုတ်လားကျမတို့ကဒီနေ့ထင်တတ်တယ်အဲ့မဲ့ဘုရားသခင်ကဓာတ်တွေနဲ့ပြန်မချခိုင်းဖြစ်တယ်။ရာတဘာဝနော်ပြောချင်တဲ့ရာတဘာဝဆိုတဲ့ရာဘုရားဖန်ဆင်းထားတဲ့လေပြင်းမုန်တိုင်းနော်ဒီအရာတွေတဘာဝဒီအဖြစ်အပျက်တွေအခြေအနေတွေကနေပြီးတော့မှဘာဖြစ်လဲဆိုရန်သူတွေကိုဘုရားကဖျက်ဆီးပေးတာဆိုတဲ့အရာကိုကျွန်တော်မြင်တွေ့ရတာဖြစ်တယ်အာမင်အဲ့အတွက်ကြောင့်မလို့အားပေးခြင်းနဲ့သင်ရဲ့ဘဝတက်တာထဲမှာရန်သူတွေရှိသလားရန်သူတွေရှိတယ်ဆိုရင်ဒီနေ့ဘုရားသခင်ထဲမှာဆုတောင်းပါဘုရားသခင်ကဒီနေ့တစ်ဖက်မှာသင်ရဲ့ရန်သူတွေကိုဘုရားကဖယ်ရှားပေးမှာဖြစ်တယ်ဟာလေလုယာသင်ပြန်လှုပ်เสียမလို့သင်ပြန်တိုက်เสียမလို့ဘုရားခင်သင်ရဲ့ရန်သူတွေကိုဒီနေ့သင်ရဲ့အနာကနေဘုရားခင်ဖယ်ရှားပေးမှာဖြစ်တယ်ဟာလေလုယာအာမင်နောက်တစ်ခုအနေနဲ့ကျွန်တော်တို့ကျမ်းစာထဲမှာဆိုရင်เนาะကျွန်တော်တို့အချမ်းသဘောကျရတဲ့လူတယောက်ရှိတယ်အဲ့ဒါကတော့ဘာလို့လဲဆိုရှောလမုန်မင်းဖြစ်တယ်เนาะအားလုံးလည်းတည်တယ်မင်းအကြောင်းဖြစ်တယ်เนาะဘုရားသခင်သူ့ကိုတရက်မှာเนาะဓမ္မရဆိုရင်တတရစာဆောင်ခန်းကြီး3အငယ်9နဲ့9မှာကျွန်တော်တို့ဒီဟာကိုမြင်တွေ့ရတယ်သူနော်တရက်မှာအိမ်နေတာဖြစ်တယ်အိမ်နေတဲ့အခါမှာဘုရားခင်ကသူ့ကိုစကားလာပြောတယ်ရှောလမုန်မင်းကြီးမင်းဆုတောင်းပါမင်းဘာလို့ချင်လဲနော်မင်းလို့ချင်တဲ့အရာကိုငါပေးမယ်ဆိုတော့မှဘုရားခင်ကသူ့ကိုပြောတယ်အာမင်အိမ်မက်ထဲထိတောင်မှနော်ဘုရားခင်ကသူ့ကိုဆုတောင်းဖို့ရန်အတွက်စကားလာပြောတယ်အဲ့တော့ရှောလမုန်မင်းကြီးဘာဆုတောင်းလဲနော်ကျွန်တော်တို့ကြည့်ရအခါမှာ300ခန်းကြီးနော်ဓမ္မရာဆိုရင်တတရဆက်ဆောင်ခန်းကြီး3ငယ်6ရှောလမုန်ကလည်းကိုရောဤကျွန်ကျွန်ုပ်၏အဘဒါဝိဒ်ဒီရှိတော်၌တဘောဖြောက်၍တမတရားဖြောက်မှတ်ခြင်းတရားတန်ကျင့်တည်နှင့်အညီတူ၌များစွာသောဂျေစုကိုပြုတော်မူပြီးယနေ့တွင်ရှိသည့်တိုင်သူ၏ရာဇပလင်ပေါ်မှာထိုင်ရသောသူတာအားသူအားပေးသနာတော်မူသဖြင့်သူအဖို့ဂျေစုတရားကိုဆောက်ရှောက်တော်မူပြီးယခုမှအကျွန်ုပ်၏ဘုရားခင်ထာဝရဘုရားအကျွန်ုပ်ကိုအဘဒါဝိဒ်၏ကိုစားရှင်ဘုရင်အရာ၌ခန့်ထားတော်မူတို့ရာတွင်အကျွန်ုပ်သည်သူငယ်ဖြစ်ပါ၏ထောက်ဝင်ခြင်းကမတတ်နိုင်ပါရွေးချယ်တော်မူ၍အရေးအတွက်အားဖြင့်အတိုင်းမတိများစွာသောကိုရော၏လူမျိုးကြီးအလယ်၌ကိုရောကျွန်ရှိပါ၏တို့ဖြစ်၍ကိုရောကျွန်သည်ကိုရော၏လူတို့ကိုတရားစီရင်နိုင်မည်အကြောင်းကောင်းမကောင်းကိုပိုင်းခြား၍တိတတ်သောဉာဏ်ကိုပေးသနာတော်မူပါဤများလောက်များစွာသောကိုရောဤလူတို့ကိုအဘယ်သူဒီကိုအလိုလျောက်တရားစီရင်နိုင်ပါမည်ကိုရှောက်ဤတောင်းလျှောက်ဤရှောလမုန်မင်းကြီးကိုဘုရားသခင်ကအိမ်မက်ထဲမှာနော်တောင်းဖို့ရန်အတွက်ဆုတောင်းဖို့ရန်အတွက်စကားလာပြောဘာလို့ချင်လဲဒီနေ့ရှောလမုန်မင်းကြီးကဒါဝိဒ်ရဲ့သားတော်ဖြစ်တယ်နော်ဒါဝိဒ်မရှိတဲ့နောက်ပိုင်းမှာဘုရားခင်ကရှောလမုန်မင်းကိုဒါဝိဒ်ရဲ့နေရာမှာဒီနေ့ရှင်ဘုရင်ဖြစ်ခန့်ထားတယ်အဲ့ဒီခါမှာဒါဝိဒ်ရှောလမုန်မင်းကြီးကဘာပြောလဲဆိုကိုရောရဲ့လူတွေကအယမ်းများတယ်တဲ့နော်နိုင်ငံတနိုင်ငံကိုဣတေလလူတစ်မျိုးလုံးကိုသူအုပ်ချုပ်တဲ့အခါမှာဒီလောက်များတဲ့လူတွေကိုသူအုပ်ချုပ်တဲ့အခါမှာသူ့ရဲ့တဘာဝအတိုင်းသူ့ရဲ့ပင်ကိုအတိုင်းဆိုတော့သူအားတယ်မအုပ်ချုပ်နိုင်ဘူးတဲ့ပြီးလို့ရှိရင်ဘာဖြစ်လို့လဲကျွန်ုပ်ကငယ်တယ်တဲ့အသက်ငယ်သေးတယ်နော်ကျွန်ုပ်ဒါတွေမလုံနိုင်သေးဘူးလုံလည်းမလုံတတ်သေးဘူးဟုတ်လားအဲ့တော့ပြောမေးဆိုရင်တော့အရွယ်တစ်ခုလည်းမရောက်သေးဘူးပေါ့နော်အဲ့တော့ကျွန်တော်ဒါတွေမလုံနိုင်ဘူးဒီအတွက်ကြောင့်မလို့ကိုရောကျွန်တော်ကိုရှင်ဘုရင်ဖြစ်ခန့်အပ်ထားတယ်အဲ့ဒီအရာတွေအပေါ်မှာကိုရောရဲ့လူတွေကိုမှန်ကန်စွာနဲ့တရားစီရင်နိုင်ဖို့ရင်အတွက်ကိုရောကျွန်တော်ကိုဉာဏ်ပညာပေးပါ
ဆိုပြီးတော့မှသူဘုရားခင်ထဲမှာဆုတောင်းတာဖြစ်တယ်ကဲဥပမာနော်ကျမတို့ဒီမှာရှိတဲ့သူတွေအားလုံးလဲဘုရားခင်ကကဲငါစီကနေပြီးတော့မှဆုတစ်ခုတောင်းပါလို့ပြောကျမတို့ဘာတွေတောင်းမလဲနော်အိမ်ပြီးပါကားပြီးပါစသည်ဖြစ်ပေါ်နော်တချို့တွေလည်းမလေးရှားမှာရှိတဲ့လူတွေလည်းကိုရောကျမတို့ကိုကျွန်တော်တို့ကိုတတိယနိုင်ငံသွားစီပါပို့ပြီးပါဆိုတော့တောင်းကြမှာဖြစ်တယ်ပေါ့နော်အမျိုးမျိုးတောင်းပါပါဒါပေမဲ့ကျွန်တော်တို့ရှောလမုန်မင်းရဲ့ဆုတောင်းချက်ကိုကြည့်တဲ့အခါမှာသူ့အတွက်ပဲဒီမှာတောင်းမှုဖြစ်တယ်အာမင်သူအလိုဆန္ဒသူလိုအပ်မှုတွေကိုပဲသူမတောင်းဘဲနဲ့ဒီဖယားသခင်ရဲ့လူတွေဖယားသခင်ရဲ့လူမျိုးတွေကိုဖယားသခင်ရဲ့အလိုတော်နဲ့အညီသူဘလို့ဦးဆောင်နိုင်မလဲသူဘလို့မျိုးတော့ထိန်းချောင်းနိုင်မလဲလမ်းပြပေးနိုင်မလဲအဲ့ဒီအရာတွေကိုအကောင်းဆုံးဦးဆောင်နိုင်ဖို့ရန်အတွက်ဉာဏ်ပညာရဖို့ရန်အတွက်ပဲသူဖယားခင်ကိုတောင်းတာဖြစ်တယ်ဟာလေလုယာဖယားခင်ကအယံကိုသဘောကျပြီးတော့မှသူ့ရဲ့ဆုတောင်းချက်ကိုနော်ဘုရားခင်နှစ်သက်တဲ့အခါမှာဘုရားခင်ကဘာပြောလဲဆိုမင်းကလည်းမင်းအတွက်မင်းဘာလို့လဲစီးစိမ်ကြီးမတောင်းအသက်ကိုမတောင်းဘူးတဲ့ဂုံတီကိုမတောင်းဘူးတဲ့နော်ဒီနေ့ဘုရားသခင်ရဲ့လူတွေကိုတရားစီရင်နိုင်ဖို့ဘုရားသခင်လူတွေကိုမှန်ကန်စွာနဲ့တမန်တရားနဲ့ညီဦးဆောင်နိုင်တဲ့မင်းဖြစ်ဖို့ရန်အတွက်တင်တောင်းတဲ့အတွက်ကြောင့်မလို့တဲ့ဘုရားခင်ကသူ့ကိုဘေးသူဘေးပုတ်ကိုမင်းရဲ့အရှိမှလည်းမရှိဘူးမင်းရဲ့အနောက်မှလည်းမရှိဘူးဒီနေ့ပညာအရှိဆုံးဉာဏ်ပညာကိုဘုရားခင်ပေးတယ်ဆိုတော့မှဘုရားခင်သူ့ကိုတောင်းချပေးတာဖြစ်တယ်ဟာလေလုယာအာမင်အဲ့တော့ကျမတို့ရဲ့အသက်တာထဲမှာဒီနေ့ဆုတောင်းတတ်တဲ့သူရှောလမုန်မင်းကဲ့သို့ကျမတို့ဆုတောင်းတတ်တဲ့သူဖြစ်ဖို့လိုအပ်တာဖြစ်တယ်အာမင်အဲ့တော့ဒီမှာရှိတဲ့မိဘတွေတော်လကောက်နော်ညီကိုမောင်မလူပြိုလူလွတ်တွေတော်လကောက်ယုံကြည်သူတွေရဲ့အသက်တာထဲမှာဒီနေ့ကျမတို့တစ်ခါတည်းကြရင်ဆုတောင်းတယ်ကိုဖြစ်ချင်တဲ့အရာကိုလုပ်ချင်တဲ့အရာတွေဟာလားကိုအစင်ပြေဖို့ကိုအရာတွေလိုအပ်တဲ့အရာတွေပြည့်စုံဖို့ရတဲ့ကျမတို့ဆုတောင်းတတ်တယ်ဖခင်သခင်ရဲ့အလိုတော်ဘာရှိတယ်လဲဖခင်ဘာတောင်းစေချင်တယ်လဲဖခင်ဘာလုပ်စေချင်တယ်လဲဖခင်ဘာအလိုတော်ရှိတယ်လဲဆိုတဲ့အရာကိုကျမတို့ကသိပြီးမစင်စားမိတတ်ဘူးကျမတို့ဖြစ်ချင်တဲ့အရာတွေပဲကျမတို့ပို့ပြီးတော့မှဆုတောင်းတတ်ကြတာဖြစ်တယ်ဒါမဲ့ဒါကြောင့်မလို့အချို့သောဆုတောင်းချက်တွေလည်းမပြည့်တာတွေလည်းရှိမှာပေါ့နော်အဲ့တော့ကျမတို့ရှောလမုန်မင်းကဲ့သို့ဖြစ်ဖို့ရတဲ့လူဖခင်သခင်ဘုံအတွက်ဖခင်ခင်ရဲ့လူတွေအတွက်ဖခင်ခင်နိုင်ငံတော်အတွက်ဒီနေ့သူဦးစားပေးပြီးတော့မှသူဆုတောင်းတဲ့အခါမှာဘုရားသခင်ကသူ့ရဲ့ဆုတောင်းတန်ကိုနှစ်သက်ပြီးမှသူ့ရဲ့အရှိမတော်ကောင်းသူ့ရဲ့အနောက်မှာတော်ကောင်းနော်ဒီပဲဉာဏ်ပညာနဲ့ကြီးမားတဲ့ဘုရားခင်ရှင်ဘုရင်ကိုဒီနေ့သူ့ကိုကောင်းချီးပေးတယ်ဆိုရရဉာဏ်ပညာပေးတယ်ဆိုရရကိုကျွန်တော်မြင်တွေ့ရတာဖြစ်တယ်သူဣတေလတိုင်းပြည်ကိုအုပ်ချုပ်တဲ့အခါမှာတဲ့ဉာဏ်ပညာရှိစွာနဲ့သူအုပ်ချုပ်တဲ့အတွက်ကြောင့်မို့သူ့ရဲ့ခေတ်ကာလသူအုပ်ချုပ်တဲ့ကာလမှာစစ်တခါမှမဖြစ်ဘူးတဲ့ငြိမ်းချမ်းရေးငြိမ်ဝတ်ခြင်းခံစားရတယ်ဆိုတဲ့အရာကိုကျမ်းစာထဲမှာမှတ်တမ်းတင်ထားတာဖြစ်တယ်ဟာလေလုယာအဲ့တော့ဉာဏ်ပညာရှိခြင်းကဘယ်လောက်အရေးကြီးတယ်လဲအဲ့တော့ကျွန်တော်တို့ရဲ့တက်တာထဲမှာလည်းအယံကိုအလိုအပ်တာဖြစ်တယ်အာမင်ဉာဏ်ပညာရဖို့ရင်ကျွန်တော်တို့ဘုရားခင်ထဲမှာဆုတောင်းဖို့လိုတယ်ဟာလေလုယာအာမင် Okay now next slide ကိုကျွန်တော်တို့တွားရအောင်အဲ့တော့ကျွန်တော်တို့နော်ကျွန်တော်တို့ဘာကြောင့်မို့ကျွန်တော်တို့ဆုတောင်းရတယ်လဲဆိုတဲ့အရာကိုကျွန်တော်တို့ဆက်ပြီးတော့မှလေ့လာတော့မယ်အဲ့တော့ကျွန်တော်တို့ဆုတောင်းတဲ့အခါမှာတစ်ခါပြန်ကြရင်ကျွန်တော်တို့ဘာကြောင့်ကျွန်တော်တို့ဆုတောင်းရတာလဲငါဘာဆုတောင်းတယ်လဲငါဘာအတွက်တောင်းတယ်လဲဆိုတဲ့အရာတစ်ခါပြန်ကြရင်ကျွန်တော်တို့မစင်စားဟုတ်တယ်နော်ဆရာမတွေကတောင်းနော်ကျွန်တော်တို့တောင်းဆိုလို့ဆရာမတွေကလည်းတောင်းပြောလို့တောင်းတယ်ဟုတ်လားကိုရဲ့မိဘတွေကလည်းတောင်းဆုတောင်းနော်ဆုတောင်းပြီးမှနေနော်ဆုတောင်းကြနော်လို့ပြောတဲ့အရာပေါ်မှာပဲကျွန်တော်တို့ဆုတောင်းရင်ပြီးရောဆိုပြီးတော့မှဆုတောင်းခဲ့တဲ့အချိန်တွေလည်းရှိမှာပါကျွန်တော်တို့လည်းရှိခဲ့ဘူးပါနော်ကိုဆုတောင်းတဲ့အရာဘာအတွက်တောင်းတာလဲဘာကြောင့်တောင်းလဲတခါမှမစင်စားဘူးဟုတ်လားအမေတွေကဆုတောင်းခိုင်းလို့ဆရာမတွေကဆုတောင်းခိုင်းလို့ဆုတောင်းမယ်ဆိုတာပဲကျွန်တော်တို့အသက်ရှင်ခဲ့တဲ့အချိန်တွေရှိတယ်ဒီနေ့မှာကျွန်တော်တို့နော်ဘာကြောင့်မလို့ကျွန်တော်တို့ဆုတောင်းရမလဲနော်ဒါတိတ်ကိုအရေးကြီးတဲ့အရာကိုဖြစ်တယ်အဲ့တော့မာကုခန်းကြီး1အငယ်30မှာနော်ယေရှုရဲ့ပုံဥပမာဖြစ်တယ်ယေရှုကဘာလုပ်လဲဆိုရင်မာကုခန်းကြီး1အငယ်30မှာနနက်အချိန်မိုးမလင်းမီကိုတော့ဒီထပြီးရင်တောရက်တို့ထက်ကြွ၍ဆုတောင်းတော်မူ၏ဒါမှဘာကြောင့်မလို့ယေရှုခရစ်တော်ကဆုတောင်းတာလဲသူကဖျားသားဖြစ်တယ်ညီကြီးပေါ်မှာနေတဲ့အခါမှာလူဇာတိ100ရာခိုင်နှုန်းရှိတယ်လို့ဖျားသားရဲ့ဇာတိ100ရာခိုင်နှုန်းရှိတယ်ပြောမယ်ဆိုလို့ရှိရင်
နော်ကျမတို့လူအသွေးနဲ့တွေးမယ်ဆိုရင်ဖခင်သားဖြစ်တာပဲယေရှုကဖခင်သားဖြစ်တယ်သူ့ကိုယ်သူလည်းသိတယ်သူကအမြင့်ဆုံးသောဖခင်သားဖြစ်တယ်ဆိုတော့သူသိဒါပေမဲ့သူမြေကြီးပေါ်မှာလာတဲ့အခါမှာငါဖခင်သားပဲကွာဆူတောင်းစရာမလိုဘူးဆိုတော့ယေရှုကဒီတိုင်းဆုမတောင်းမနဲ့အသက်မရှင်ဖြစ်တယ်ယေရှုကဆုတောင်းခြင်းအသက်တာရှိတယ်ဆိုတဲ့အရာကိုကျွန်တော်ဒီကျမ်းစာအဖြစ်မြင်တွေ့ရတာဖြစ်တယ်သူကဘာလုပ်လဲယေရှုကနော်မနဲ့မိုးမလေးမီဘာလို့လဲတော့အရက်မှာတွားပြီးတော့မှဆုတောင်းတာဖြစ်တယ်အမြဲတမ်းမှဆုတောင်းတယ်ဖခင်သခင်နဲ့အမြဲတမ်းဆုတောင်းတယ်သူ့အနေနဲ့ကြည့်မယ်ဆိုရင်ဆုတောင်းစရာမလိုဘူးဖြစ်တယ်ဒါပေမဲ့သူကပုံသက်တည်အနေနဲ့ကျမတို့ကိုပြခဲ့တာဖြစ်တယ်ဟာလေလုယာဖခင်သားဖြစ်ပေမဲ့လည်းပဲသူဟာဆုတောင်းတယ်ဖခင်သားဖြစ်လို့ဆုမတောင်းတော့ဘူးဆိုတဲ့အရာမျိုးမဟုတ်ဘူးဖြစ်တယ်အာမင်ဒီနေ့ကျမတို့ဟာလည်းပဲဖခင်သားသမီးတွေဖြစ်တယ်ဖခင်သားသမီးဖြစ်ပြီးဆုတောင်းစရာမလိုတော့ဘူးအဲ့လိုမလုပ်နဲ့အာမင်ဘာလို့ဖို့လို့လဲဆိုဒီနေ့ကျမတို့ကဖခင်သားသမီးဖြစ်ပေမဲ့လည်းပဲကျမတို့ဆုတောင်းဖို့ရန်အတွက်လိုအပ်တာဖြစ်တယ်အာမင်အဲ့တော့ယေရှုတော်မှာဖခင်သားနော်မြေကြီးပေါ်မှာနေတဲ့အခါမှာဖခင်သားတယောက်အနေနဲ့နေတဲ့အခါမှာပြင်လေဆုတောင်းခြင်းရှိတယ်ဆိုရင်ဒီကျမတို့ကိုယ်တိုင်လည်းပဲဆုတောင်းခြင်းအတတ်တာရှိရမှာဖြစ်တယ်နေ့တိုင်းမှာကျမတို့ဆုတောင်းရမှာဖြစ်တယ်ဟာလေလုယာနောက်ထပ်တစ်ခုအနေနဲ့ယောဟန်ခန်းကြီး16ငွေ24မှာပြောတယ်ဆိုလို့ရှင်ယခုတိုင်အောင်ငါ၏နာမကိုအမည်ပြုတင်တို့ဒီအဘယ်ဆုကိုများမတောင်းကြသေးတင်တို့ဝမ်းမြောက်စရာအကြောင်းဆုံးနေစီခြင်းကတောင်းကြလို့ထို့တို့တောင်းနေရကြလိမ့်မည်ကျွန်တော်တို့ဘာကြောင့်ဆုတောင်းလို့လိုအပ်လဲကျွန်တော်တို့ခရစ်တော်ကကျွန်တော်တို့ဆုတောင်းခွင့်အတွက်အလိုရှိတာဖြစ်တယ်သူ့ရဲ့နာမကိုအမည်ပြုပြီးတော့မှဆုတောင်းပါလို့ကျမ်းစာထဲမှာပြောထားတာဖြစ်တယ်အဲ့တော့တင်တို့ဝမ်းမြောက်စရာအကြောင်းဆုံးလင်းစေဖို့ရန်အတွက်တင်တို့ဆုတောင်းပါဒီနေ့ကျွန်တော်တို့ဘာကြောင့်မလို့ဝမ်းမြောက်ခြင်းတွေမခံစားရသေးတာလဲ solution တွေကျွန်တော်တို့ဆုမတောင်းလေးလို့ဖြစ်တယ် hallelujah ကျွန်တော်တို့အထက်မှာဝမ်းမြောက်ခြင်းတွေပျောက်ဆုံးနေတယ်ဝမ်းမြောက်ခြင်းတွေမရှိတော့ဘူးအမြဲတမ်းဝမ်းနည်းခြင်းတွေနဲ့ပဲကျွန်တော်တို့ခံစားနေရတယ်ဆိုဒီနေ့ကျမ်းစာကကျွန်တော်တို့ကိုပြန်တတိပေးနေတယ်ကျွန်တော်တို့ဆုမတောင်းလေးလို့ဖြစ်တယ်ကျွန်တော်တို့ဆုတောင်းတဲ့သူကတော့ဒီနေ့ဝမ်းမြောက်ခြင်းအတ္တအစဉ်အမြဲခံစားရမှာဖြစ်တယ် hallelujah amen နောက်ထပ်တစ်ခုမဿဲခန်းကြီး26ငယ်41စုံစမ်းနောက်ဆက်ခြင်းနဲ့ကင်းလွတ်မြေအကြောင်းဆုတောင်းလဲစောင့်နေကြလို့စိတ်ဝိညာဉ်ကစေတနာရှိ냐တော့လေကိုမှုကအားနေသည်ဟုပေတရုအားမိန့်တော်မူပြီးမှအဲ့တော့ကျမတို့ဘာလို့ဖို့လို့လဲဘာကြောင့်ကျမတို့ဆုတောင်းဖို့လို့လဲကျမတို့စုံစမ်းနောက်ဆက်ခြင်းတွေကိုအောင်မြင်ဖို့ရင်လည်းကျမတို့ဆုတောင်းဖို့လိုတာဖြစ်တယ်ဟာလေလုယာအဲ့တော့အချို့သောခရိယန်တွေအချို့သောယုံကြည်သူတွေရဲ့အသက်တာထဲမှာလေစိတ်မကောင်းဖြစ်တဲ့အရာတခုရှိတယ်သူတို့ရဲ့အတ္တတာထဲမှာစုံစမ်းနောက်ဆက်ခြင်းတွေจิตနာတွေအခက်ခဲတွေသူတို့ကြုံရတဲ့အခါမှာဒီနေ့ဘုရားခင်သူတို့ဒီအရာအတွက်ဆုတောင်းဖို့ရတဲ့ဘုရားအလိုတော်ရှိတယ်ဆိုတာကိုမသိဘူးအဲ့တော့အဲ့ဒီစုံစမ်းနောက်ဆက်ခြင်းတွေจิตနာတွေကြုံရတဲ့အခါမှာလူရဲ့အကြံအဉာဏ်တွေနဲ့ပဲဘာလို့လဲဖြည့်ရှင်းတာဖြစ်တယ်အဲ့ဒီခါမှာအဲ့ဒီစုံစမ်းနောက်ဆက်ခြင်းတွေထဲမှာကြာရှုံးသွားတယ်အဲ့တော့အဲ့ဒီစုံစမ်းနောက်ဆက်ခြင်းတွေကိုအောင်မြင်စေနိုင်တာကဆုတောင်းခြင်းပဲဖြစ်တယ်ဟာလေလုယာဒါပေမဲ့ဒီနေ့တင့်ရဲ့အတ္တထဲမှာဒီနေ့စုံစမ်းခြင်းတွေနောက်ဆက်ခြင်းတွေစစ်ဆေးခြင်းတွေပြဿနာတွေအခက်ခဲတွေတင်ကြုံနေရမလားအဲ့ဒီအရာကဒီနေ့တင့်ရဲ့အုံနောက်တင့်ရဲ့နီလန်တင့်ရဲ့လောကရဲ့ထုံးစံအစဉ်လာနဲ့ဒီနေ့ကျမတို့ကဖြည့်ရှင်ဖို့ရန်တော့ဖို့ဖြစ်တယ်ဒီနေ့ကျမတို့ဆုတောင်းခြင်းနဲ့ဖြည့်ရှင်ဖို့ရန်တော့ဖြစ်တယ်ဟာလေလုယာအာမင်အဲ့တော့ကျမတို့ဆုတောင်းမယ်ဆိုရှင်ကျမတို့အဲ့ဒီစုံစမ်းနောက်ဆက်ခြင်းတွေထဲကနေဘုရားကကျမတို့ကိုအောင်မြင်ခြင်းခွင့်ပေးမှာဖြစ်တယ်အောင်မြင်ရတဲ့အခွင့်ဘုရားခင်ကပေးမှာဖြစ်တယ်ဟာလေလုယာအာမင်ကျေးဇူးတင်ယခုချိန်မှာစုံစမ်းနောက်ဆက်ခြင်းတွေတင်ခံစားနေရတယ်တင်ရဲ့မိသားစုနဲ့တကောင်တင်ရဲ့ဝိညာဉ်ရေးရတင်ရဲ့လုပ်ငန်းပိုင်းဆိုင်ရာတင်ရဲ့အဆအရာရာနော်တင်စုံစမ်းနောက်ဆက်ခြင်းတွေခံနေရတယ်ဆိုရင်ဒီနေ့ဆုတောင်းလိုက်ပါဒီကနေတင်စပြီးတော့မှတင်ဆုတောင်းလိုက်ပါအဲ့ဒီဆုတောင်းလိုက်တဲ့အခါမှာတင်ကအဲ့ဒီစုံစမ်းနောက်ချက်ချင်းတွေကနေတင်အောင်မြင်လာမှာဖြစ်တယ်အာမင်ပြီးတော့ဖိလိပ္ပိခန်းကြီး4အငယ်6နဲ့9မှာလည်းပဲကျွန်တော်တို့တွေ့ရတယ်အားလုံးရပြီးသားကျမ်းစာလည်းဖြစ်တယ်အဘယ်မှုကိုများစိုးရင်ခြင်းမရှိပဲအရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းခြင်းနဲ့တကွာဆုတောင်းပတနာပြုသောအဖြစ်တင်တို့တောင်းပန်လိုသောအရာများတို့ကိုဘုရားခင်အားကြားလျှောက်ကြလော့ထို့တို့ပြုလင်အဘယ်သူများကြံ၍မမိနိုင်တော့ဘုရားခင်ညီသက်ခြင်းဒီယေရှုခရစ်အဖြစ်တင်တို့စိတ်နှလုံးတို့ကိုစောင့်မလိမ့်မည်ဟာလေလုယာဒီနေ့ကျွန်တော်တို့စိုးရိမ်မှုတွေလူတိုင်းမှာရှိတယ်အဲ့တော့ဒီထဲမှာပါနေတဲ့နော်286ယောက်လုံးမစိုးရိမ်ဘူးဆိုတဲ့လူရှိလားနော်အခုအခြေအနေတွေဆိုရင်လည်းအရင်စိုးရိမ်စရာရှိတယ်နော်မြန်မာနိုင်ငံရဲ့အခြေအနေတွေတော်လကား
နော်ကျမတို့အမျိုးမျိုးကျမတို့မလေးရှားမှာပဲကျမတို့ဘယ်နေရာမှာပဲနေစိုးရင်ကြတယ်အများကြီးရှိပါတယ်ဒါပေမဲ့ဘုရားခင်ကျမတို့ကိုအဲ့ဒီစိုးရင်ခြင်းတွေထဲကနေပြီးတော့မှငြိမ်သက်ခြင်းနဲ့အသက်ရှင်စေခြင်းနဲ့ဘုရားခင်ဖြစ်တယ်ဟာလေလုယာဒီနေ့ငြိမ်သက်ခြင်းနဲ့အသက်ရှင်နိုင်ဖို့ရန်အတွက်ကတော့ဒီနေ့ကျမတို့ဆုတောင်းဖို့ရန်အတွက်လုပ်တယ်သင်ဆုတောင်းတဲ့အခါမှာတင့်ရဲ့စိတ်နှလုံးထဲမှာဝိညာဉ်တော်ကသူ့ရဲ့ငြိမ်သက်ခြင်းကိုထည့်ပေးမှဖြစ်တယ်တင်ဆုမတောင်းဘူးဆိုရင်လေတင်းရဲ့အထက်မှာဒီနေ့စိုးရိမ်မှုတွေများပြီးတော့မှအဲ့ဒီစိုးရိမ်မှုတွေကဒီနေ့တင့်ကိုဒီနေ့မကြမ်းမမာခြင်းတွေဖြစ်စေတယ်စိုးရိမ်မှုတွေများတဲ့အခါမှာတင်ဟာပို့ပြီးတော့မှအိုးလွယ်တယ်ဟုတ်တယ်နော်အဲ့တော့လန်းဆန်းနေတဲ့လူကဝမ်းမြောက်နေတဲ့လူကအမြဲတမ်းလူငယ်လေးလိုပဲဟုတ်လားတွက်လက်ဖြတ်လက်နေတာဖြစ်တယ်အဲ့တော့ကျမတို့ရဲ့တက်တာထဲမှာဒီနေ့ငြိမ်သက်ခြင်းခံစားရဖို့ရတဲ့ဖြစ်ပျက်နေတဲ့အခြေအနေအားလုံးထဲမှာဒီနေ့စိုးရင်ခြင်းမရှိဘဲနဲ့ငြိမ်သက်ခြင်းခံစားနေရဖို့ရတဲ့ကျမတို့ဘာလို့လို့ဆုတောင်းဖို့ရတဲ့လိုအပ်တာဖြစ်တယ်။ညညဆုတောင်းဖို့လိုတယ်ဒီကာလမှာကျမတို့မြန်မာနိုင်ငံအတွက်မြန်မာလူမျိုးတွေအတွက်ကျမတို့ပို့ပြီးတော့မှအရင်တော့ဆုတောင်းတာတဲ့ပို့ပြီးတော့မှဆုတောင်းရမယ်အချိန်ကာလဖြစ်တယ်ဒီကာလမှာဒါမှအသင်ကဘလောက်ပဲပြဿနာအခက်အခဲတွေကြုံနေပါစေအဲ့ဒီအထဲမှာဒီနေ့သင်ငြိမ်သက်ခြင်းနဲ့အသက်ရှင်နိုင်မှာဖြစ်တယ်။ဟာလေလုယာယေရှုခရစ်တော်နဲ့တပည့်တော်တွေဒီနေ့မုန်တိုင်းနဲ့တွေ့ကြုံတဲ့အခါမှာယေရှုကဘာဖြစ်နေလဲဒီနေ့၄ရက်ဝမ်းထဲမှာတွားပြီးအိတ်နိုင်တယ်တပည့်တော်တွေကတော့ဘာဖြစ်နေလဲမုန်တိုင်းကြောင့်မလို့သူတို့ကစိုးရိမ်နေနဲ့ပူပန်မှုတွေနဲ့ရောက်ရခတ်ပြီးတော့မှနေကြတာဖြစ်တယ်ဒါပေမဲ့ယေရှုကတော့အေးစေးပဲအိတ်နေတယ်ဘာကြောင့်မလို့ယေရှုအေးစေးအိတ်နိုင်လဲယေရှုနေ့တိုင်းမှာအမြဲတမ်းမှာဆုတောင်းတဲ့အတွက်ကြောင့်မို့ဖြစ်တယ်အဖြေကရှင်းရှင်းလေးပဲဖြစ်တယ်အာမင်ဒါကြောင့်မုန်တိုင်းတွေအထက်မှာအေးစစ်နဲ့တင်အိတ်နိုင်ဖို့ရန်အတွက်အေးစစ်နဲ့တင်နေနိုင်ဖို့ရန်အတွက်ငြိမ်သက်ခြင်းရှိဖို့ရန်အတွက်ကျမတို့ဘာလို့ဖို့လို့လဲဆိုရင်ဆုတောင်းဖို့ရန်အတွက်လို့လေများဆုတောင်းဖို့လို့ဟာလေလုယာအရင်ကထက်ပိုပြီးဆုတောင်းဖို့လို့လေအာမင်โอเคနောက်ထပ်စာလံခန်းကြီး90အငယ်15ကိုကျမတို့ဖတ်ရအောင်စာလံ90အငယ်15အမှုရောက်ဒီကာလ၌ငါ့ကိုပတ္ထနာပြုလို့ငါဒီကဲလို့မြည်တင်းဒီလေငါ့ကိုချီးမွမ်းလိမ့်မည်ဟုမိန့်တော်မူ၏အာမင်အခက်ခဲမှန်သမျှကျမတို့ကိုအောင်မြင်ဖို့ရန်အတွက်ဘုရားသခင်အလိုရှိတယ်လောကကျမတို့လောကမှာနေတဲ့အတွက်ကြောင့်မို့လောကရန်တရားကိုငါတို့ခံရမှာပေါ့လို့ကျမတို့နော်ဒီစကားကိုကြားဖူးနေကြမှာဖြစ်တယ်ဒါပေမဲ့ယုံကြည်သူဘုရားသားသမီးတွေလောကမှာနေပေမဲ့အဲ့ဒီလောကရန်တရားတွေကိုကြုံတဲ့အခါမှာဒီနေ့ကျမတို့ကရှုံးနေသွားမှာမဟုတ်ဘူးဖြစ်တယ်အဲ့ဒီလောကရန်တရားတွေအထက်မှာဒီနေ့ကျမတို့ကအောင်မြင်ခြင်းနဲ့အသက်ရှင်ခွင့်ရမှာဖြစ်တယ်ဟာလေလုယာအဲ့ဒီမျိုးအသက်ရှင်နိုင်ဖို့ရန်အတွက်ကတော့ဒီနေ့ဆုတောင်းတဲ့လူတွေကပဲအဲ့ဒီလောကရန်တရားကိုကြံ့ကြံ့ခံနိုင်ပြီးတော့မှအောင်မြင်နိုင်မှာဖြစ်တယ်ဟာလေလုယာအဲ့တော့ကျမတို့မှာပြဿနာတွေရှိတယ်အခက်အခဲတွေရှိတယ်အဲ့ဒီပြဿနာတွေအခက်အခဲတွေကိုဒီနေ့ကျမတို့ဘာလုပ်ဖို့လိုအပ်လဲဆိုကျမတို့ဆုတောင်းခြင်းနဲ့အောင်မြင်ကြလာဖို့ရန်အတွက်ဘုရားသခင်အလိုရှိတာဖြစ်တယ်နောက်ထပ်ယာကုပ်ခန်းကြီး1အငယ်9ကိုကျွန်တော်တို့ဖတ်ရအောင်ယာကုပ်ခန်းကြီး1အငယ်9မှာပြောလေတင်တို့တွင်တစုံတယောက်သောသူသည်ပညာကိုလိုလေကဲ့ရဲ့ပြစ်တင်ခြင်းကိုပြုတော်မူပဲခတ်သိမ်းသောသူတို့အားစေတနာစိတ်နဲ့ပေးသနာတော်မူသောဘုရားခင်ကိုတောင်းနေရလိမ့်မည်နော်ဒါကတော့ခုနကျွန်တော်ရှောလမုန်မင်းကြီးကဲ့သို့ပဲပေါ့နော်ကျွန်တော်တို့ပညာအရန်ကိုလိုအပ်တာဖြစ်တယ်အဲ့တော့လောကရဲ့ပညာဒီနေ့ဘုရားခင်ကိုသိကျွမ်းခြင်းဟာပညာဖြစ်တယ်လို့ကျမ်းစာထဲမှာပြောတယ်အဲ့တော့လောကရဲ့အသက်ပညာတွေလည်းကျွန်တော်တို့လိုအပ်တယ်လို့ပြီးကျွန်တော်ဘုရားသခင်ကိုသိကျွမ်းခြင်းပညာလည်းကျွန်တော်တို့လိုအပ်တာဖြစ်တယ်အဲ့တော့လောကရဲ့အသက်ပညာတွေကိုကျွန်တော်တို့တက်ပြီးတော့မှဘုရားကိုသိကျွမ်းခြင်းပညာမရှိရင်ဒီနေ့ကျွန်တော်တို့ကဆုံးရှုံးမှာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့အရန်ကိုအရေးကြီးတယ်လောကရဲ့အသက်ပညာတွေအတွက်လည်းပဲကျွန်တော်တို့ကစုတောင်းဖို့လိုအပ်တယ်လို့မျိုးဘုရားကိုသိကျွမ်းခြင်းဉာဏ်ပညာရဖို့ရင်တည်းလည်းကျွန်တော်တို့စုတောင်းဖို့လိုတယ်ဟာလေလုယာမဟုတ်ဘူးဆိုရင်ကြည့်တချို့သောသူတွေလောကပညာတွေမှာအရန်ဘွဲတွေတစ်ခုပြီးတစ်ခုရပါတယ်တက်မြောက်ကြပါတယ်ကျွမ်းကျင်ကြပါတယ်ဒါပေမဲ့ဘာကြောင့်မလို့အယက်သမားတွေဖြစ်နေတာလဲဘာကြောင့်မလို့ဆုံးရှုံးနေရတာလဲဘာကြောင့်မလို့ပျက်စီးနေရတာလဲဖယားကိုသိကျွမ်းခြင်းပညာမရှိလို့ဖြစ်တယ်ရှင်းရှင်းလေးပဲဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ယုံကြည်သူတွေဒီနေ့လောကပညာအတွက်လည်းဖယားခင်ကဒီနေ့တောင်းရင်ပေးနိုင်တဲ့ဖယားခင်ဖြစ်တယ်အာမင်ဖယားသခင်ကိုသိကျွမ်းခြင်းပညာကိုလည်းပဲဒီနေ့ကျွန်တော်တို့တောင်းဖို့ရန်အတွက်လိုတယ်balance ဖြစ်ဖို့လိုတယ်အာမင်ပညာလို့ပြောတဲ့အခါမှာနော်လောကရဲ့အသက်ပညာဘွဲ့ကိုတော့ကျွန်တော် PhD လို့ချင်တယ် Reverend ဖြစ်ချင်တယ်စသည်ဖြစ်တောင်းလို့ရပါတယ်ဒါပေမဲ့အဲ့ဒီတစ်ခုတည်းမတောင်းနဲ့ဖယားကိုသိကျွမ်းခြင်းပညာလည်းကျွန်တော်တို့တောင်းဖို့လိုတယ်
ဟာလေလုယာအဲ့ဒီအခါမှာဒီနေ့သင်ဟာဖခင်သခင်ရဲ့အရှိမဒီနေ့အောင်မြင်ခြင်းအခွင့်အရေးရရှိမှာဖြစ်တယ်ဒါကြောင့်မို့ကျမ်းစာထဲမှာဒီလိုပြောတာ哦ငါလူတို့ဒီပညာနည်းသောကြောင့်ဆုံးရှုံးခြင်းတို့ရောက်တယ်ငါလူလို့ပြောတဲ့အခါမှာဖခင်ကိုတည်တဲ့လူတွေဖြစ်တယ်ဘာကြောင့်မို့အဲ့ဒီဖခင်ရဲ့လူတွေကဆုံးရှုံးနေတာလဲဆိုရင်ဖခင်ကိုတည်ကျွမ်းခြင်းပညာဉာဏ်မရှိလို့ဖြစ်တယ်အာမင်ဒါကြောင့်မို့ကျွန်တော်တို့ယုံကြည်သူတွေ balance ဖြစ်ဖို့လိုတယ်လောကပညာမှာလည်းကျွန်တော်တို့ထူးချွန်ထက်မြက်ဖို့ရတဲ့ဆုတောင်းဖို့လိုတယ်လို့ဖခင်ခင်ကိုတည်ကျွမ်းခြင်းဝိညာဉ်ရေးရာမှာတော့ဉာဏ်ပညာရှိဖို့ရတဲ့လည်းပဲကျွန်တော်တို့ဆုတောင်းဖို့လိုအပ်တယ်ဆုတောင်းလို့ရတယ်ဆိုတဲ့အရာကိုဒီနှုတ်ကပတ်တော်ကကျွန်တော်တို့ပြောပြနေတာဖြစ်တယ်အာမင်ဒါကြောင့်မို့အများကြီးတော့ရှိတယ်เนาะကျွန်တော်တို့ဘာကြောင့်ဆုတောင်းရလဲဆိုတော့ဘာအတွက်ဆုတောင်းရလဲအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်ဒီအချက်လေးတွေနဲ့ပဲပြောပြချင်တာဖြစ်တယ်ကျွန်တော်တို့အသက်တာထဲမှာဒီနေ့ဆုတောင်းဖို့လိုအရာခတ်သိမ်းအတွက်ကျွန်တော်တို့ဆုတောင်းဖို့လိုကျွန်တော်ဉာဏ်ပညာအတွက်ကျွန်တော်တို့ဆုတောင်းဖို့လိုတယ်เนาะကျွန်တော်တို့တွေ့ကြုံရတဲ့လူတယောက်ဖြစ်တဲ့အခါမှာလူဖြစ်တဲ့အခါမှာစုံစမ်းနှောက်ယှက်ခြင်းတွေရှိတယ်အဲ့ဒီအရာတွေကျွန်တော်တို့အောင်မြင်နိုင်ဖို့ရတယ်ကျွန်တော်ဆုတောင်းဖို့လိုတယ်เนาะကျွန်တော်တို့ကိုခရစ်တော်ကိုယ်တိုင်ဒီနေ့ဆုတောင်းခြင်းအသက်တာရှိတဲ့အရာကိုပုံသက်တည်နေနဲ့ကျွန်တော်တို့ကိုပြသခဲ့တယ်ယေရှုခရစ်တော်ကိုယ်တိုင်ကဆုတောင်းနေဆိုကျွန်တော်တို့ဘာကြောင့်မလို့ဆုမတောင်းပဲနေရမှာလဲဆုမတောင်းပဲနေတဲ့လူကတော့ဆုံးရှုံးမှာဖြစ်တယ်အဲ့တော့ဆုတောင်းတဲ့လူကတော့စုံစမ်းနှောက်ယှက်ခြင်းကိုအောင်မြင်မယ်စိုးရိမ်ခြင်းတွေထဲကနေငြိမ်သက်ခြင်းနဲ့အသက်ရှင်နိုင်မယ်ခက်ခဲမြန်မှန်သမျှကိုအောင်မြင်နိုင်မယ်အဲ့ဒါကျွန်တော်တို့ပူပန်ခြင်းတွေထဲမှာတော့ကျွန်တော်တို့ငြိမ်သက်ခြင်းတွေခံစားရမယ်လိုအပ်သမျှအရာတွေထဲမှာဘုရားသခင်ကကျွန်တော်တို့ကိုဖြည့်ဆည်းပေးမယ်ဘုရားခင်ဖြစ်တယ်ဟာလေလုယာအာမင်โอเคနောက်တစ်ခုသွားရအောင်အဲ့တော့ကျွန်တော်တို့ညီတို့ဆုတောင်းရမနည်းဆိုတဲ့ခေါင်းစဉ်အောက်မှာအချက်၃ချက်ရှိတယ်အဲ့ဒါတော့ကျွန်တော်တို့အချိန်အဲ့တော့ကျွန်တော်တို့ဆုတောင်းတဲ့အခါမှာဆရာမဘယ်အချိန်တွေဆုတောင်းရမှာလဲကျွန်တော်တို့ဆိုရင်မလေးရှားမှာနေတဲ့လူတွေမနဲ့စောမထနိုင်ယေရှုလိုမိုးမလင်းမီတော့ရက်ကိုထွက်ပြီးဆုတောင်းပါလို့ပြောတော့တေးချတယ်ဘယ်သူမှဆုတောင်းနိုင်မှာမဟုတ်ဘူးမလေးရှားလူတွေကညတကောင်မှအိတ်တယ်မနဲ့အစိုးလှုပ်သွားကြတယ်ဟုတ်လားအဲ့တော့ယေရှုလိုတာတော့ရက်ကိုသွားပြီးတော့မှမိုးမလင်းမီဆုတောင်းလို့ဆိုရင်တော့တစ်သက်လုံးဆုတောင်းမှာမဟုတ်တော့ဘူးဖြစ်တယ်အဲ့တော့ကျမ်းစာထဲမှာကျွန်တော်တို့ဆုတောင်းနိုင်ဖို့ရန်အတွက်လည်းဘုရားခင်ကျွန်တော်တို့ကိုကျမ်းစာတွေထဲမှာဖော်ပြထားရရှိတယ်โอเคအဲ့တော့နနက်အချိန်မှာကျွန်တော်တို့ဆုတောင်းလို့ရတာဖြစ်တယ်ယေရှုကိုယ်တိုင်မနက်အချိန်မှာဆုတောင်းတယ်စာလံခန်းကြီး9အငယ်3ကိုကျွန်တော်တို့ဖတ်ကြည့်ရအောင်ဒါကတော့ဒါဝိဒ်စာလံဆရာပြောတဲ့အရာတစ်ခုဖြစ်တယ်နနက်စာလံခန်းကြီး9အငယ်3အိုးထာဝရဘုရားနနက်အခါကိုအကျွန်ုပ်စကားတန်ကိုကြားတော်မူရပါ၏နနက်အခါကိုတော်ကိုမျက်မှောက်ပြု၍ညွှန်လင့်ပါ၏အာမင်စာလံဆရာကဘာပြောလဲဆိုရှင်ကိုတော်ကိုမနက်တိုင်းမှာမျက်မှောက်ပြုမယ်မနက်တိုင်းမှာကိုတော်နဲ့စကားပြောမယ်မနက်တိုင်းမှာကိုတော်နဲ့မိသားရဖွဲ့မယ်ဆိုတော့သူကဆုံးဖြတ်ချက်ချထားတာဖြစ်တယ်အာမင်အဲ့ဒီအခါမှာဘုရားသခင်ကဘာပြောလဲဆိုရင်သူ့ရဲ့အသက်တာထဲမှာကိုရောရဲ့အတန်ကိုကြားရဖို့ရန်အတွက်အဲ့တော့ဆုတောင်းတဲ့အခါမှာဒီနေ့ကျွန်တော်တို့ဘုရားသခင်ကိုစကားပြောခြင်းဖြစ်တယ်လို့ဘုရားခင်ပြောတဲ့ဘုရားခင်ကျွန်တော်တို့ကိုပြန်ပြောလာမယ့်အရာတွေကျွန်တော်ပြန်ပြီးနားထောင်ဖို့ရန်အတွက်လို့စာလံဆရာကပြောတယ်ဆိုကိုရောကိုကျွန်တော်စကားပြောမယ်ကိုရောရဲ့အတန်ကိုလည်းကျွန်တော်ပြန်ပြီးတော့မှကြားရတယ်ဆိုတဲ့အရာကိုပြောထားတာဖြစ်တယ်အဲ့တော့ဆုတောင်းခြင်းဆိုတာအပြန်အလှန်ရှိတယ်ဘုရားခင်နဲ့ကိုယ်နဲ့အကြားမှာအပြန်အလှန်စကားပြောခြင်းရှိကျွန်တော်တို့ကပဲဘုရားခင်ကိုဆုတောင်းပြီးတော့ယေရှုနာမနဲ့ဆုတောင်းပါအာမင်ဆိုပြီးတော့ထွက်သွားတာမျိုးမဟုတ်ဘဲနဲ့ဘုရားခင်အတန်ကိုလည်းပြန်ပြီးနားထောင်ဖို့ရတဲ့လိုအပ်တယ်โอเคနောက်ထပ်လုကာခန်းကြီး6ငွေ7ကိုကြည့်ရအောင်လုကာခန်းကြီး6ငွေ7မှာထိုနေ့ရက်ကာလ၌ကိုရောဒီဆုတောင်းပတနာပြုခြင်းကတောင်ပေါ်သို့ကြွ၍ဘုရားသခင်အားဆုတောင်းပတနာပြုလက်တညနေတော်မူ၏ယေရှုခရစ်တော်ကဘာလုပ်လဲဆိုရင်တောင်ပေါ်ကိုသွားပြီးတော့မှဒီနေ့ဆုတောင်းနေဘုရားသခင်နဲ့တနေ့လုံးတညလုံးဆုတောင်းနေဆိုတဲ့အရာကိုဖော်ပြထားတာဖြစ်တယ်အာမင်အဲ့တော့ကျွန်မမနက်အချိန်မှာလည်းဆုတောင်းလို့ရတယ်ညအချိန်မှာလည်းပဲကျွန်တော်တို့ဆုတောင်းလို့ရတယ်ဘယ်အချိန်မှာဆိုဘုရားခင်ကိုကျွန်တော်တို့ဆုတောင်းလို့ရတာဖြစ်တယ်နောက်ညဦးအချိန်နနက်အချိန်မွန်းတဲ့အချိန်စသည်ဖြစ်စာလံခန်းကြီး55အငယ်18မှာကျွန်တော်တို့မြင်တွေ့ရတယ်စာလံ55အငယ်18ညဦးချိန်နနက်အချိန်မွန်းတဲ့အချိန်တို့၌ငါသည်ညီးတွား၍ငါ၏အတန်ကိုကြားတော်မူပြီဟာလေလုယာဘုရားသခင်ကိုသူကဘာပြောလဲဆိုညအချိန်မှာလည်းဘုရားကိုစကားပြောတယ်နနက်အချိန်နဲ့ပြောတယ်မွန်းတဲ့အချိန်နဲ့ပြောတယ်အဲ့ဒီအခါမှာဘုရားသခင်ကသူ့ရဲ့ဆုတောင်းတဲ့သူ့ရဲ့ညီးတွားတဲ့သူ့ရဲ့
စကားပြောတဲ့အတန်ကိုဖျားသခင်ကနားထောင်နေဆိုရကိုပေါ်ပြထားတာဖြစ်တယ်အဲ့တော့ကျမတို့ဘယ်အချိန်မှမဆိုဘုရားသခင်ကိုကျမတို့ဆုတောင်းလို့ရတယ်အချို့မနဲ့အစင်မပြေတဲ့လူဆိုလဲညဆုတောင်းလို့ရတယ်ညအစင်မပြေတဲ့လူဆိုလဲနေ့လေဆုတောင်းလို့ရတာဖြစ်တယ်ဟာလေလုယာโอเคစာလံခန်းကြီး86အငယ်3ကိုလည်းပဲကျမတို့ဖတ်ရအောင်စာလံ86အငယ်3အိုးထာဝရဘုရားအကျွန်ုပ်ဒီကိုရောကိုအစင်အော်ဟစ်ပါဒီဖြစ်၍ကေမတနာတော်မူပါအဲ့ညမှာဘာပြောလဲစာလံဆရာကကိုရောကိုအစင်အော်ဟစ်တယ်အစင်လို့ပြောတဲ့အခါမှာအချိန်တိုင်းလို့ပြောခြင်းဖြစ်တယ်အာမင်အမြဲတမ်းပြောခြင်းဖြစ်တယ်ဘုရားခင်ကိုသူအမြဲတမ်းဆုတောင်းတယ်ဘုရားနဲ့အမြဲတမ်းသူဆုတောင်းဆရာမအဲ့လိုမျိုးဖြစ်ရလားအဲ့လိုမျိုးလုပ်လို့ရလားနော်ကျမတို့ကတစ်ခါတင်ကြရင်ထင်တယ်ဆုတောင်းခြင်းလို့ပြောတဲ့အခါမှာလက်အုပ်ချီမျက်စိမိတ်ပြီးတော့မှနော်တနေရာထဲမှာထားပြီးတော့မှကျမတို့ကဆုတောင်းတယ်လို့ငငယ်လေးကလေးကနေကျမတို့ကအဲ့လိုမျိုးခံယူထားတာဖြစ်တယ်ဟုတ်လားအဲ့တော့ကျမတို့ဘုရားသခင်ကိုဆုတောင်းတဲ့အခါမှာလေမှန်ပါတယ်လက်အုပ်ချီမျက်စိမိတ်တနေရာထဲမှာကျမတို့ငငယ်တက်တက်လေးနဲ့ဆုတောင်းတာရပါတယ်အဲ့တော့နောက်ထပ်ကျွန်တော်အလုံးလုံးနေနေလည်းပဲဆုတောင်းလို့ရတာဖြစ်တယ်ကျွန်တော်လမ်းခကြီးသွားနေနေလည်းဆုတောင်းလို့ရတာဖြစ်တယ်ဟုတ်လားကျွန်တော်ဘာလို့လဲဘတ်ကားစီးနေနေလည်းပဲဆုတောင်းလို့ရတယ်ယထာစီးနေနေလည်းကျွန်တော်ဆုတောင်းလို့ရတယ်အမျိုးသမီးတွေဆိုလို့ရှိရင်သမီးဟင်းချက်နဲ့လည်းဆုတောင်းလို့ရတယ်ကျွန်မဆိုရင်လည်းပဲနော်တီးတန့်ကြီးအဲ့လိုမျိုးဘယ်လိုပြောမလဲအချိန်ယူပြီးတော့မှနော်တရက်မှာကျွန်မအဲ့လိုဆုတောင်းဖို့ရန်အတွက်အရန်ရှားတယ်ကျမသမင်းချက်နေနဲ့ကျမဆူတောင်းတယ်ကျမအဝတ်လျှော်ရင်းနဲ့ကျမဆူတောင်းတယ်ကလေးထင်းရင်းနဲ့နော်ကျမဆူတောင်းတယ်အဲ့တော့ကျမတို့ဖယားသခင်ကဒီနေရာမှာဒီလိုပုံစံဟုတ်လားအဲ့မှာပဲဆူတောင်းရင်ငါညောင်းမယ်လို့မပြောထားဘူးဖြစ်တယ်ဟာလေလုယာကျမတို့ဖယားသခင်ကlimitlessဖယားဖြစ်တယ်နေရာတကာမှာရှိတဲ့ဖယားခင်ဖြစ်တယ်ဘယ်လိုမျိုးပုံစံမျိုးနဲ့မဆိုဖယားသခင်ကိုကျွန်တော်တို့ဆုတောင်းတယ်ဖယားကိုမျက်မှောက်ပြုတယ်ဖယားကိုအော်ဟစ်တယ်ဆိုရင်ဖယားခင်ကနားထောင်ပြီးနားညောင်းပြီးတော့မှအဖြေပေးတဲ့ဖယားခင်ဖြစ်တယ်ဟာလေလုယာအာမင်ကျွန်တော်တို့ကိုးကွယ်တဲ့ဖယားခင်ကအယံကောင်းမြတ်တဲ့ဖယားခင်ဖြစ်တယ်အာမင်ကျွန်တော်တို့ဘယ်နေရာမှာပဲရောက်နေဈေးဝယ်နေနေလဲကျွန်တော်တို့ဆုတောင်းလို့ရတာဖြစ်တယ်ဟာလေလုယာဈေးတဲ့တွိုင်းနဲ့ကျွန်တော်တို့ဆုတောင်းလို့ရတယ်ကလေးထိန်းနေနဲ့ကျွန်တော်တို့ဆုတောင်းလို့ရတယ်ဒီနေ့နော်ကလေးတိတ်နေနဲ့လဲကျွန်တော်တို့ဆုတောင်းလို့ရတယ်နော်နောက်ဆုံးမှာဆိုဆရာထန်တောင်အားလုံးသိကြမှာပါသူတရက်မှာသူ့ရဲ့သားကိုသူတဲ့ရင်းနဲ့ဆုတောင်းရင်းနဲ့ချီးမွမ်းရင်းနဲ့ဘုရားခင်သူ့ကိုတခြင်းတွေပေးတာလေဆိုရအောင်လေတက်သိခံချက်တွေကြားဘူးပါပါအဲ့တော့အမျိုးသားတွေလည်းဆုတောင်းလို့ရတယ်အာမင်ကလေးထင်းနဲ့တော့လည်းကောင်းတင်ဆုတောင်းလို့ရတယ်ဘုရားခင်ကိုကျွန်တော်တို့ဘယ်နေရာဘယ်အချိန်ဘယ်လိုပုံစံမျိုးမဆိုကျွန်တော်တို့ဘုရားခင်ကိုဆုတောင်းလို့ရတယ်ဆိုတဲ့အရာကိုဒီနှုတ်ကပတ်တော်ကနေတွေ့ရတာဖြစ်တယ်တစ်သက်ခန်းကြီး9အမြစ်19ကိုကျွန်တော်တို့ဖတ်ရအောင်တစ်သက်ခန်းကြီး9အမြစ်19မချားမလဲဆုတောင်းပတ္ထနာပြုကြလို့ဝါပတ္ထနာပြုကြလို့လို့ပြောတဲ့အားဒါအမိန့်ဖြစ်တယ်အမြဲတမ်းမချားမလက်ကျမတို့ကိုဆုတောင်းဖို့ရန်အတွက်ကျမ်းစာနှုတ်ကပတ်တော်ကကျမတို့ကိုပြောနေတာဖြစ်တယ်ဟာလေလုယာလော့ဆိုတာအမိန့်ဖြစ်တယ်မတောင်းလို့ကိုမရဘူးတောင်းကိုတောင်းရမယ်မချားမလက်တောင်းကိုတောင်းရမယ်လို့ကျမ်းစာကပြောနေတာဖြစ်တယ်အာမင်နှုတ်ကပတ်တော်ကဘုရားခင်ကျမတို့ကိုပြောနေတာဒါကြောင့်မို့ကျမတို့ညီကိုမောင်ပါတယ်ဒါကကျမပြည့်ညက်ကိုပြောနေတာမဟုတ်ဖြစ်တယ်ကျမတို့ကိုးကွယ်တဲ့ဘုရားခင်ကိုကျမတို့မချားမလက်ဆုတောင်းလို့ရတယ်အာမင်ဆုတောင်းရင်လည်းဘုရားခင်ကဘာလို့လဲဆိုနားထောင်တယ်ဆိုရရကိုကျမတို့သိပြီးတော့မှနော်ကျမတို့ခုနကပြောသလိုပဲကားစီးနေနဲ့ယထာစီးနေနဲ့အလုတ်သွားရင်းနဲ့ကျမတို့ဆုတောင်းလို့ရတယ်အချို့တွေလည်းအလုတ်ထဲမှာလည်းဆုတောင်းလို့ရတယ်နော် customer တွေမရှိတဲ့အခါနေကျမတို့အားနေတဲ့အခါမှာဟုတ်လားဘာလို့မလဲအလာဘာတလာဘာတွေပဲမပြောပါနဲ့ကျွန်တော်တို့ဆုတောင်းဖို့လိုတာဖြစ်တယ်မချားမလဲကျွန်တော်တို့ဆုတောင်းဖို့လိုတာဖြစ်တယ်ဟာလေလုယာအခြားသောဘာသာစကားနဲ့ရတဲ့လူကလည်းအခြားသောဘာသာစကားနဲ့ဆုတောင်းဟာလေလုယာအာမင်အာမင်တော့ကျွန်တော်တို့မချားမလဲအမြဲတမ်းမှာကျွန်တော်တို့ဆုတောင်းဖို့ရတဲ့ဒီနှုတ်ကပတ်တော်ကိုကြည့်တဲ့အခါမှာကျွန်တော်တို့မြင်တွေ့ရတာဖြစ်တယ် Okay next slide ကျွန်တော်တို့ကိုဘယ်နေရာမှာလဲเนาะခုနကကျွန်မပြောသလိုမျိုးပဲတနေရာထဲမှာပဲဘုရားခင်ကဒီနေ့ဆုတောင်းခိုင်းတဲ့ဘုရားခင်မဟုတ်ပါဘူးเนาะနေရာမျိုးစုံနဲ့ဘုရားခင်ကကျွန်တော်တို့ဆုတောင်းဖို့ရတဲ့ပြင်ဆင်ပြီးတဲ့ဘုရားဖြစ်ခဲ့တဲ့မာသဲခန်းကြီး6ငွေ6ကိုကျွန်တော်တို့ဖတ်ရအောင်မာသဲခန်းကြီး6ငွေ6တင်ဒီဆုတောင်းသောအခါစိတ်ဉာဏ်ရအခန်းသို့ဝင်၍တကားကိုပိတ်ပြီးမှမထင်ရှားသောအရာ၌ရှိတော်မူသောသင်၏အဘကိုဆုတောင်းလော့မထင်ရှားသောအရာကိုမြင်တော်မူသောသင်၏အဘသည်အကျိုးကိုထင်ရှားစွာပေးတော်မူလက်တံအာမင်အဲ့တော့ဒါယေရှုပြောတဲ့အရာတစ်ခုဖြစ်တယ်
တင်တို့ကဘာဖြစ်လဲဆိုရင်စိတ်ဉာဏ်ရအခန်းကိုတွားပြီးတော့မှတဲ့တကားကိုပိတ်ပြီးတော့မှမထင်မရှားရှိတဲ့ဘုရားသခင်ကိုကျွန်တော်တို့ဆုတောင်းဖို့ရန်အတွက်ပြောတယ်တချို့တော့အချိန်ဒီမှာကျွန်တော်တို့သိစိတ်ပြီးတော့မှဘုရားသခင်ထံမှာဆုတောင်းဖို့ရန်အတွက်လိုအပ်တာဖြစ်တယ်ကျင့်စဉ်ရမယ်အဲ့တော့နော်အခုကလေးတွေရှိတဲ့မိခင်တွေဖြစ်ပါစေအလုပ်များတဲ့လူတွေပဲဖြစ်ပါစေဘလောက်ပဲအလုပ်များတရက်မှာတော့ကျွန်တော်တို့တနာရီပဲဖြစ်နာရီဝက်ပဲဖြစ်ဖယားတခင်နဲ့တယောက်တည်းနှစ်ယောက်တည်းတိတ်ဆိတ်စွာကျွန်တော်တို့ဆုတောင်းအခန်းထဲမှာတွားပြီးတော့မှဆုတောင်းဖို့ရန်အတွက်လိုအပ်တာဖြစ်တယ်အများနဲ့ဆုတောင်းဖို့ရန်အတွက်လိုအပ်တယ်လို့ကျွန်တော်တို့နှစ်ယောက်တည်းတိတ်ဆိတ်တဲ့နေရာမှာဖယားနဲ့ဆုတောင်းဖို့ရန်အတွက်လည်းပဲလိုအပ်တာဖြစ်တယ်တခါတည်းရမှာကျွန်တော်တို့ဒီလိုမျိုးအခြေအနေကိုတီးတန့်ဖယားအတွက်ပြင်ဆင်ထားဖို့လိုအပ်တာဖြစ်တယ်အာမင်ဟုတ်တယ်ခုနကကျွန်မပြောလို့ပဲယုံသွားရင်ဟလာယထာစီရင်ဆုတောင်းလို့ရပါတယ်ဒါပေမဲ့ဘေးပတ်ဝန်းကျင်ကဆူညံမှုတွေရှိတဲ့အခါမှာတခါတည်းကျရင်ကျွန်မတို့ဘာဖြစ်လဲဆုတောင်းတဲ့အခါမှာဟောနော်ဖယားခင်ကိုဆုတောင်းတဲ့အရာတွေကလွယ်သွားတယ်ဟလာတောင်းလို့လည်းရပါတယ်ဒါပေမဲ့ကျွန်တော်တို့တီးတန့်တော့စိတ်ဉာဏ်ရအခန်းထဲမှာဘုရားသခင်နဲ့နှစ်ယောက်တည်းဆုတောင်းဖို့ရန်အတွက်အချိန်ကိုလည်းပဲကျွန်တော်တို့ပြင်ဆင်ဖို့ရန်အတွက်လိုအပ်တာဖြစ်တယ်။ခေနောက်ထပ်ကျွန်တော်တို့ယုံကြည်သူ2ဦး3ဦးစုဝေးတဲ့နေရာမှာเนาะကျွန်တော်တို့ဆုတောင်းခြင်းတွေရှိဖို့လိုတယ်။မာသဲခန်းကြီး18အငယ်19-20မှာတဖန်ငါဆိုဒီကမြေကြီးပေါ်တွင်တင်တို့တွင်မြေကြီးပေါ်မှာတင်တို့တွင်နှစ်ယောက်တို့သည်သဘောချင်းတူ၍ဆုတောင်းတယ်တောင်းသမျှသောဆုတို့ကိုကောင်းကင်ဘုံ၌ရှိတော်မူသောငါဤခမည်းတော်သည်ပေးတော်မူလက်တံအကြောင်းမူကားအကျင့်ရ၌လူ2ဦး3ဦးတို့သည်ငါဤနာမကိုထောက်၍စီဝေးကြ၏ထိုအရ၌သူတို့အလယ်မှာငါရှိသည်ကိုမိန့်တော်မူ၏အာမင်ကျွန်တော်တို့ယုံကြည်သူတွေစုဝေးပြီးတော့မှလည်းပဲကျွန်တော်တို့ဆုတောင်းဖို့ရန်အတွက်ပြင်ဆင်လို့ရတာဖြစ်တယ်အာမင်နော်ငါတယောက်ပဲတောင်းမယ်ဆိုပြီးတော့လေအဲ့လိုမျိုးပဲနေဖို့ရန်တော့မဟုတ်ဘူးနော်ကျွန်တော်တို့ယုံကြည်သူအချင်းချင်းသဘောတူပြီးတော့မှဘုရားခင်ရဲ့နာမမှာကျွန်တော်တို့ဆုတောင်းတဲ့အခါမှာလေဘုရားကကျွန်တော်တို့ရဲ့ဆုတောင်းတန်ကိုနားထောင်ပေးတယ်လို့ပြောတာဖြစ်တယ်ဟာလေလုယာအာမင်အာမင်အဲ့တော့နောက်ထပ်တစ်ခုအနေနဲ့ကျွန်တော်တို့တမန်တော်ခန်းကြီး3ငယ်1မှာထိုအခါပထနာပြုရတော့3ချက်ဒီအချိန်၌ပေတရုနဲ့ယောဟန်တို့သည်ဗိမာန်တို့တက်ကြသည်ရှိတော့နော်ဒီဆုတောင်းဖို့ရန်အတွက်သူတို့ကတတ်မှတ်ထားတယ်ဘယ်မှာလဲဆိုလို့ရှိရင်ဗိမာန်တော်မှာဆုတောင်းဖို့ရန်အတွက်နော်ကျမတို့နားလည်အောင်ပြောမယ်ဆိုရင်တော့ကျမတို့နော်အရင်တော့ကနော်ဘုရားကျောင်းဖွင့်တဲ့အချိန်မှာဆိုရင် morning devotion ဟုတ်လားဒီမိုးအာယုံဦးဆုတောင်းဆိုတာနော်အတင်းတော်တွေမှာတတ်မှတ်ထားတယ်အတူတူဘာတဘောပြီးတော့ယုံကြည်သူတွေကဗိမာန်တော်မှာသွားပြီးတော့ဆုတောင်းခွင့်အတွက်ပဲတီးတန့်နော်အချိန်ယူပြီးတော့မှရှိတယ်အဲ့တော့ဒီလိုမျိုးလည်းပဲကျမတို့ဆုတောင်းဖို့ရန်အတွက်လိုအပ်တာဖြစ်တယ်အာမင်ငါတောင်းကွာငါတယောက်ပဲတောင်းမယ်ဆိုတော့မှအဲ့လိုမျိုးပဲမနေပါနဲ့အာမင်ယုံကြည်သူတွေနော်ဗိမာန်တော်မှာအတူတူကဆုဝေးပြီးတော့မှဆုတောင်းလို့လည်းရတယ်ဆိုရရကိုနောက်ကဘတ်တော်ကဖော်ပြထားတယ်။ Okay တမန်တော်ခန်းကြီး7အငယ်7မှာကြည့်အောင်တမန်တော်ခန်းကြီး7အငယ်20လူများစုဝေး၍ဆုတောင်းရမာကုအမည်တစ်ကိုရတော်ယောဟန်၏အမိဖြစ်တော်မာရိ၏အိမ်တို့ရောက်၍နော်ဒီမှာမာရိအိမ်မှာသူတို့ကဆုတောင်းအစည်းအဝေးလုပ်တဲ့နေရာအဖြစ်သူတို့ကဆုတောင်းကြရဆိုရကုန်ကြရတယ်အိမ်မှာလည်းပဲယုံကြည်သူတွေစုဝေးပြီးတော့မှအဲ့ဒီနေရာမှာဆုတောင်းဖို့ရန်အတွက်စုဝေးကြတယ်ဟာလေလုယာအဲ့တော့ကျမတို့ယုံကြည်သူတွေဒီကာလမှာเนาะကျမတို့ကတော့အိမ်ဒီမှာစုဝေးလို့မရတဲ့အခါမှာကျမတို့ Zoom ကနေစုဝေးကြတယ်เนาะကျမတို့အတင်းတော်မှာဆိုရင်လရဲ့ပထမပတ်မှာเนาะ9ရက်ကျမတို့အစာရှောင်ဆုတောင်းရှိတယ် Zoom ကနေကျမတို့လောက်လာတယ်ဆိုတာကတော့ဒီကိုဗစ်စကြရပါတော့2019ဒီဖះเจ้าမှာလူစုလူဝေးလုပ်လို့မရတဲ့အချိန်ကနေစပြီးတော့ကျွန်တော်တို့နေ Zoom ကနေလတိုင်းမှာကျွန်တော်တို့အစာရှောင်တစ်ပတ်9ရက်ပေါ့နော်စုတောင်းကြတယ် Zoom ကနေဖះသခင်ကကျွန်တော်တို့ရဲ့ Zoom ကနေစုတောင်းတဲ့အရာကိုလည်းပဲနားထောင်တဲ့ဖះခင်ဖြစ်တယ်ဟာလေလုယာယုံကြည်သူတွေစုဝေးပြီးတော့မှဆုတောင်းတဲ့အရာတွေပေါ်မှာဒီနေ့ဘုရားခင်အလုံးလုံးလေးဆိုတဲ့အရာကိုလည်းပဲမြင်ကြရတယ်။အဲကြောင့်မို့ကျွန်တော်တို့ Zoom ကနေလည်းယုံကြည်သူတွေစုဝေးပြီးတော့မှဆုတောင်းလို့ရတာဖြစ်တယ်ဆိုတဲ့အရာကိုမြင်တွေ့ရတာဖြစ်။နောက်ထပ်တမန်တော်ခန်းကြီး16ငွေ25
တမန်တော်ခန်းကြီး16ငွေ25မှာတကောင်ချိန်၌ပေါလုနှင့်တိလတို့သည်ပထနာပြု၍ဘုရားခင်ကိုချီးမွမ်းတဲ့တစ်ချင်းဆိုလေထောင်ထဲမှာနောင်ဖွဲ့ခြင်းကိုခံရတော့သူတို့သည်နားထောင်ကြ၏နော်ပေါလုနဲ့တိလကတော့ဘယ်နေရာမှာဆုတောင်းလေဆိုတော့ထောင်ထဲမှာဆုတောင်းတာဖြစ်တယ်သူတို့ကတော့အခြေအနေမကောင်းဟုတ်တယ်နော်ဖန်ဆီးခြင်းခံရတယ်ရိုက်နှက်ခြင်းနာကျင်ခြင်းတွေခံနေရတယ်ဒါပေမဲ့သူတို့ကဘာလုပ်လဲဆိုသူတို့ရှိတဲ့နေရာမှာသူတို့ရဲ့အခြေအနေနေရာတွေနော်အဖြစ်အပျက်တွေကိုသူတို့မကြည့်ဘဲနဲ့ဒီနေ့ဖယားသခင်ကိုရှိတဲ့နေရာမှာဆုတောင်းတယ်ဆိုတဲ့အရာကိုမြင်တွေ့ရတာဖြစ်တယ်အာမင်ပြီးရင်နော်တိတိခန်းချင်းနဲ့အငယ်ရှင်းမှာလဲကျွန်တော်တို့မြင်တွေ့ရတယ်တိတိခန်းချင်းနဲ့အငယ်ရှင်းမှာတိုးဖြည့်၍အရရက်တို့၌ယောက်ျားတို့ဒီအမျက်ထွက်ခြင်းညှင်းခုန်ခြင်းမရှိပဲတန့်ရှင်းသောလက်ကိုချီ၍ဆုတောင်းစေခြင်းကငါအလိုရှိတယ်အရရက်မှာဆုတောင်းရကျမတို့အရရက်လို့ပြောတဲ့အခါမှာနေရာတကာဘယ်လိုနေရာမျိုးမှမဆိုအာမင်ကျွန်တော်တို့နေဖခင်ကိုကျွန်တော်တို့ဆုတောင်းလို့ရတယ်ဆုတောင်းဖို့ရတဲ့ဖခင်အလိုရှိတယ်ဆိုတဲ့အရာကိုကျွန်တော်မြင်တွေ့ရတယ်အဲ့တော့ကိုယ့်ရဲ့အိမ်မှာပဲတယောက်တည်းအခန်းထဲမှာဝင်ပြီးတော့မှဆုတောင်းလို့ရတယ်လို့ကျွန်တော်တို့ယုံကြည်သူတွေနှစ်ဦးသုံးဦးစုဝေးပြီးတော့မှကျွန်တော် home sale တွေမှာเนาะကျွန်တော်တို့ DMC တင်တော်ရဲ့ home sale ဆုတောင်းနေဆိုရင်နော်ဂျာပရင်းညတိုင်းရှိတယ်ပြီးရင်ကျမတို့ဒီလို9ရက်နော်လရဲ့ပထမ9ညမှာလည်းပဲကျမတို့ home sale အလိုက်လူအနေငယ်စုပေါ့နော်စုပြီးတော့မှကျမတို့စုတောင်းတဲ့အရာတွေရှိတယ်ကျမတို့လရဲ့ပထမမှာအတင်းတော်ရဲ့အစာဆောင်စုတောင်းတွေရှိတယ်နော်ပြီးခဲ့တဲ့အပတ်မှာဆိုလို့ရှိရင်ဒီလပထမပတ်မှာကျမတို့လောက်သွားတဲ့အခါမှာလူ130 150အဲ့လောက်ထိတော့မှ join ပြီးတော့မှအတူစုတောင်းတယ်အဲ့ဒီလူတွေကလည်းမလေးရှားကပဲမဟုတ်ဘူးဖြစ်တယ်နေရာတကာကနိုင်ငံတကာကလူတွေဖြစ်တယ်ဟာလေလုယာဆုတောင်းတဲ့အခါမှာအောစရာကောင်းတဲ့ဘုရားရဲ့နော်အဖြေပေးတဲ့အရာတွေအလုပ်လုပ်တဲ့အရာတွေကျွန်တော်အများကြီးမြင်တွေ့ရတာဖြစ်တယ်ဒါကြောင့်မို့ညီကိုမမတို့ကျမတို့ကလေဒီနေရာမှာမှဆုတောင်းရမယ်ဒီနေရာမှာဆုတောင်းမှဘုရားကနာညောင်းနေဆိုတဲ့ကျမတို့ရဲ့ဘာသာရေးအမြင်တွေထဲကနေခံယူချက်တွေကနေကျွန်တော်တို့ထွက်လာပြီးတော့မှဒီနေ့တင်အလုတ်ထဲမှာလည်းဆုတောင်းလို့ရတယ်တင်နေရတကမှာဆုတောင်းလို့ရတယ်တင်ရဲ့ဆုတောင်းတန်ကိုဘုရားခင်ကနားထောင်ပြီးတော့မှအဖြေပေးမဲ့ဘုရားခင်ဖြစ်တယ်ဆိုတဲ့အရာကိုဒီနေ့ကျမတို့သိပြီးတော့မှနေရအရရက်အတီးတီးမှာကျမတို့ဆုတောင်းနေသူဖြစ်ရအောင်ဟာလေလုယာအာမင်